ယနေ့သာသနာနှစ်2550နှစ်6ခုနှစ်ကောဇာတက္ကရာ1384ခုနှစ်တပေါင်းလစုပ်ရှိရက်ခရစ်နှစ်2013ခုနှစ်ဧပြီလ3ရက်ပေကူတိုင်းဒေသကြီးတနတ်ပင်မြို့အောင်ချမ်းသာကျောင်းလိုက်ကြီးအတွင်အောင်ချမ်းသာကျောင်းလိုက်ကြီးဤဦးစီးဗရာဏနာယကဆရာတော်ဖြစ်တော်မူဆရာတော်ဦးသောဗိဒဤဩဝါဒကိုခံယူ၍ဆင်ရင်ချင်းပအပ်သောမိုးကုတ်ဝိပဿနာစေရက်အလုတ်သင်လုံရာစခန်းပွဲကြီးဤ9ရက်မြောက်ရောက်လာသောနေ့ညချမ်းအချိန်ဘုန်းကြီးဟောကြားပေးမဲ့တရားတော်ကလေးကဝံမိကသုတ်တံအပိုင်း9တရားတော်ဘာတရားတော်ပါလဲဝံမိကသုတ်တံအပိုင်း9တရားတော်ကလေးကိုယောဂီတို့ဦးဇင်းတို့မဟောကြမီမနာကြမီတရားတော်ဤပိုင်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကိုနမောတတ္တ3ကြိမ်ရွတ်ဆိုပြီးတော့ကညီညာဖြဖြကတော့လိုက်ကြပါဦးစို့နမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဟောကြားတော်မူခဲ့တဲ့ဓမ္မခန္ဓာပေါင်း8400ကိုဆရာထားပြီးတော့ကမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဤအလိုကြမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဤသားတော်အဖြစ်ခံယူသွားတော်မူတဲ့ကျေးဇူးတော်ရှင်အခမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီးဤဥပနိတယအတိုင်းယောဂီတို့ကိုဘုန်းကြီးဉာဏ်ရောက်သလောက်ဘုန်းကြီးဉာဏ်ပေါက်သလောက်ဝံမိကသုတ်တံအပိုင်း9တရားတော်ဖြင့်ဒီကနေ့ညကျေးဇူးပြုပေးမှာဖြစ်ပါတယ်ဒီတော့ဝံမိကသုတ်တံကြီးကိုဘုန်းကြီးတို့စကံမွဲစာတွေကနေပြီးတော့ကတရက်ကိုညဘက်မှာတပိုင်းနဲ့ဘုန်းကြီးတို့ဟောခဲ့တာဒီကနေ့9ရက်မြောက်အပိုင်း9ကိုရောက်လာပြီနော်ဒီတော့ဝံမိကသုတ်တံဆိုတာတယောဂီတို့ရေတခြားလားတောင်ဖို့ကြီးကိုဥပမာပြုပြီးဟောတဲ့သုတ်တံလားတရားတော်ကိုဟောကြားတဲ့နေရာမှာစမ်းစမ်းပြပြဥပမာဥပမေယတွေစုံလင်စွာဖြင့်ဟောကြားတတ်သောရှင်ကုမာရကတ္တပယဟန္တာဖြစ်သွားတဲ့သုတ်တံကြီးပေါ့နော်ဒီတော့ကရှင်ကုမာရကတ္တပနဲ့ဟိုကတ္တပဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်တုန်းကအလွန်မတ်ဆောက်တဲ့တောင်ထိပ်ကြီးတစ်ခုရဲ့အပေါ်မှာတရားကျင့်ပေါ်ကျင့်ဘက်ဖြစ်ခဲ့ဘူးတဲ့သုတ်တာဝါဒ9ဘုံကအနာဂံမြမကြီးကနေပြီးတော့ကအန္တဝနတော်လို့ဆိုတဲ့သူကန်းတော်ပေါ့နော်သူကန်းတော်တဲ့မှာရှင်ကုမာရကတ္တပတပါးမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးထံကကမ္မထမ်းတွေယူပြီးတော့အရညဝန္တိတောအရက်ကိုတီးပြီးတရားကျင့်နေတာတရားမရဘူးဖြစ်နေတာတဲ့ဒီတော့ကဒီသုဒ္ဓဝါဒ9ဘုံကတစ်ချိန်ကမိတ်ဆွေဖြစ်ခဲ့ဘူးတဲ့ယဟန်မြမကြီးကနေပြီးတော့ကမေကွန်ကြီး15ခုနဲ့လာပြီးတော့လမ်းညွန်ပြထားတဲ့တရားတော်ကြီးပေါ့နော်ဒီတော့ဒီမေကွန်ကြီး15ခုကိုရှင်ကုမာရကတ္တပမထေရကြီးကမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးတန်ကိုမေးလျှောက်တော်မူတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကဒီမေကွန်ကြီး15ခုကိုတစ်ခုပြီးတစ်ခုတယောဂီတို့ရေရှင်းမပြဘူးလားရှင်းပါပါဗျာဒီလိုရှင်းပြတဲ့တရားတော်ကိုရှင်ကုမာရကတ္တပနာပြီးတော့ကနာလဲနာတယ်
ကျင့်လဲကျင့်တယ်ဗါတဲ့လေနာယုံလေးနာလို့ကတော့သိယုံပဲဖြစ်မှာပေါ့ဒီနာယူထားတဲ့အတိကလေးအတိုင်းကိုတို့ယောဂီတို့ရေတခြားလားတို့ကျင့်ကြံရမှာလားအေးရှင်ကုမာရကတ္တပမထေရကြီးသည်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးလမ်းညွှန်တော်မူတဲ့အတိုင်းဤမေကွန်းကြီး15ခုကိုနာလဲနာတယ်ကျင့်လဲကျင့်တယ်ဒီတော့တို့ယောဂီတို့ရေယဟန္တာဖြစ်သွားတာပေါ့ဒီဒေသနာအဆုံးမှာဘာဖြစ်သွားပါလဲအခုယောဂီတို့ဦးဇင်းတို့လည်းပဲဒီအမတန်မှလျှို့ဝှက်စမ်းကြယ်လှတဲ့ဤဝံမိကတုတ်တန်ကြီးကိုဘုန်းကြီးတို့ရဲ့ကုသိုလ်ကံအားလျော်စွာနာကြားနေရပြီနော်နာကြားနေရတဲ့အခါကျတော့ဘုန်းကြီးတို့ဉာဏ်ရှိသလောက်ဘုန်းကြီးတို့ဉာဏ်ပေါက်သလောက်တို့ယောဂီတို့ကိုအတတ်နိုင်ဆုံးအသေးစိတ်ကနေစပြီးဘုန်းကြီးတို့ရှင်းပြခဲ့တယ်နော်ဒီတော့တယောဂီတို့နာလဲနာကျင့်မဲလို့ဆိုခဲ့ရင်ဖြင့်ယောဂီတို့ဘုန်းကြီးတို့အလိုရှိအပ်တဲ့မဲ့ဖို့နိဗ္ဗာန်ကိုရမှာလားမရဘူးလားအေးရမယ်လို့ဒီလိုမျိုးအဓိပတိထားပြီးတော့ဒီတရားတော်ကိုနာကြားတော်မူကြပါဒီတော့ဒီယောဂီတို့ရေမေကွန်းလေးတွေကိုတစ်ခုချင်းပြန်ပြီးစမ်းသပ်ကြည့်တော့နံပါတ်1တောင်ပိုကြီးတစ်ခုရှိတယ်ဘာပါလဲတောင်ပိုကြီးဟာညအခါရောက်ရင်တကောကြီးတို့ရေအခိုးတွေလွတ်တယ်တဲ့ဘာတွေလွတ်တယ်လဲနေ့အခါရောက်ပြီးဆိုရင်ဒီတောင်ပိုကြီးဒီမီးဟုံတောက်တယ်ဘာတွေဖြစ်တယ်လဲဒီတော့ကဆရာပုံနာကနေပြီးတော့ကတပည့်ပညာရှိကိုယောငါတပည့်မင်းဒီလက်နဲ့တွေယူသွားလို့လက်နဲ့တွေမပေးဘူးလားအဲ့ဒီလက်နဲ့တွေပေးပြီးတော့ကအဲ့ဒီတောင်ပိုကြီးကိုလေးစိတ်လေးမွာခွဲပလိုက်ဟုတ်ပြီလားလေးစိတ်လေးမွာခွဲပြီးသွားရင်ဒီတောင်ပိုကြီးရဲ့အောက်ကိုတခြားလားဆက်ပြီးတူးရမှာလားဆက်ပြီးတူးတဲ့အခါကျတော့တယောဂီတို့ရေရှင်ကုမာရကတ္တပတူးလိုက်တာပထမဦးဆုံးတကားမင်းတုံးကြီးတစ်ခုထွက်လာတယ်။ဘာကြီးထွက်လာလဲအေးတကားမင်းတုံးကြီးတစ်ခုထွက်လာနော်တကားမင်းတုံးကြီးတစ်ခုထွက်လာတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကချစ်တဲ့ဘက်ကုမာရကတ္တပဤတကားမင်းတုံးကြီးကိုဖယ်ပလိုက်ဘယ်လိုခိုင်းလိုက်လဲဖယ်မလိုက်ဆိုတာတယောဂီတို့ကြီးတခြားလားရှုလိုက်လို့ပြောတာလားရှုပြီးတဲ့အခါကျတော့တယောဂီတို့ကြီးတခြားလားဆက်တူးခိုင်းသလားဆက်တူးခိုင်းနေဆိုတာဆက်ပြီးတော့တရားကျင့်ခိုင်းတာပေါ့အဲ့ဒီမင်းလုံးကြီးကိုတခြားလုပ်လိုက်ရမလားဖယ်လိုက်ရမလားအဲ့ဒီမဲခင်၈ပါးနဲ့ဖယ်လိုက်ပြီးသွားရင်မင်းအောက်ကိုဆက်တူးလို့ဒီလိုမမှာဘူးလားဒီလိုမာတဲ့အခါကျတော့တယောဂီတို့ရေအောက်ကိုဆက်ပြီးတော့ကတူလိုက်တဲ့အခါဖားဘွားတကောင်ထွက်လာတယ်။ဘာထွက်လာလဲ။အေးအဲ့ဒီဖားဘွားတွေ့တော့လည်းပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကချစ်သားတပည့်ကုမာရကတ္တပအဲ့ဒီဖားဘွားကြီးကိုတခြားလုပ်လိုက်ရမလားဖယ်ပလိုက်ရမလားဖယ်ပလိုက်တယ်ဆိုတာဟာတယောဂီတို့ရေရှုလိုက်လို့ပြောတာဟုတ်ကဲ့လားရှုပြီးသွားရင်တခြားလို့ရမလားဆက်တူးရမလားဆက်တူးဆိုတာကဒီတရားကိုဆက်ကျင်းလို့ပြောတာအဲ့တော့ဖားဘွားကြီးကိုတခြားလို့ရမလားဖယ်လိုက်ရမလားအေးအဲ့ဒီလိုဖားဘွားကြီးကိုဖယ်ပြီးတော့အောက်ကိုဆက်ပြီးတော့တူးလိုက်တဲ့အခါတို့ယောဂီတို့ရေဘာထွက်လာလဲလမ်းလေးနှမွာထွက်လာတယ်ဟုတ်ပြီလားဒီကနေ့ဘုန်းကြီးတို့အဲ့ဒီဖားဘွားနဲ့လမ်းနှမွာလေးကိုပြီးအောင်ရှင်းကြတာပေါ့နော်ဒါဆိုရင်တယောဂီတို့ရေတောင်ပူကြီးဆိုတာဟာတခြားလားခန္ဓာ၅ပါးကြီးလားအဲ့ဒီခန္ဓာ၅ပါးကြီးကညအချိန်ရောက်ရင်အခိုးတွေလွတ်တယ်လို့ဆိုတာဟာဘာအခိုးတွေလွတ်တာပါလဲအကျံအစီဝိတဲ့အခိုးတွေလွတ်တာပေါ့ဒီလွတ်တဲ့အခိုးတွေကလည်းတယောဂီတို့ရေကာမဝိတဲ့ဗျာပါဒဝိတဲ့ဝိဟိန္တာဝိတဲ့ငါးပြားအာယုံကာမဂုဏ်တွေကိုတို့မတွေးနေဘူးလားတွေးပြီးတဲ့အခါကျတော့တယောဂီတို့ရေဘလို့လုံးမယ်ဘလို့ကင်မယ်နဲ့စိုးရိမ်တော့ကဗျာပါဒနေလည်းဖြစ်မလာဘူးလားဖြစ်လာပြီးတဲ့အခါတကယ်လို့မအောင်မြင်ဘူးလို့ဆိုခဲ့ရင်ငါဘလို့လှုပ်ပြစ်မယ်ဘလို့ကြော်ပြစ်မယ်ဘလို့ခွပြစ်မယ်နဲ့ညှင်းဆဲနှိပ်ဆက်မဲ့အကြံတွေလည်းပေါ်မလာဘူးလား
ဒါတခြားလို့ဒါလားအခိုးလွတ်တာလားအဲ့ဒီတောင်မကြီးဟာညအခါရောက်ရင်အခိုးလွတ်ပြီးတော့ကနေခင်းပဲရောက်တဲ့အခါကြတော့တို့ယောဂီတို့ရေမီဟုံတောက်တယ်ဟုတ်ပြီလားမီဟုံတောက်တယ်လို့ဆိုတာတို့ယောဂီတို့ရေဗာမီတွေတောက်နေတာပါလေညကတွေးထားတဲ့အတွေးတွေကိုအကုန်လုံးသူအကောင်ထဲပေါ်တော့တာပေါ့အကောင်ထဲပေါ်တဲ့အခါကျတော့တို့ယောဂီတို့ရေလောဘတွေဒေါသတွေမောဟတွေဆိုတဲ့ဒီမီတွေနဲ့ထိုပုဂ္ဂိုလ်သည်အရှိကနေအနောက်ပြေးအနောက်ကနေတောင်ပြေးတောင်ကနေမြောက်ပြေးငြိမ်နေလို့မရတော့ဘဲနဲ့မနေ့မိုးလင်းတဲ့ကပြေးလွှားနေတော့ဟာဒီလူငြိမ်မနေပဲဘယ်နဲ့ကြောင့်ပြေးနေသလဲဆိုတော့တခြားဖြစ်နေတို့လားမီးတွေတောက်နေလို့လားအဲ့ဒါလိုမီးတွေတောက်နေတော့ဆရာပုံနာကဘသူကလဲဆရာပုံနာဆိုတာဟာဘသူကိုပြောတာပါလဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးရဲ့အမည်နာမတော်ပေါ့ဆရာပုံနာကနေပြီးတော့တယောဂီတို့ရေတပည့်ပညာရှိကိုဘသူကိုပါလဲတပည့်ပညာရှိဆိုတာဟာဤသုတ်တန်ကြီးအလိုအရလို့ပြောရမယ်ဆိုရင်ဖြင့်ဘသူလဲရှင်ကုမာရကတ္တပမထေရကြီးပေါ့ဟုတ်ကဲ့လားသို့တော်ရှင်ကုမာရကတ္တပမထေရကြီးသည်ဤသုတ်တန်ကြီးရဲ့အပြီးမှာယဟန္တာဖြစ်သွားပြီဖြစ်သွားပြီဆိုတော့ဒီသုတ်တန်ကြီးကကျမ်းနေလေတော့ဒီသုတ်တန်ကြီးဟာဘယ်သူအတွက်ဖြစ်မလဲဆိုရင်ဘုန်းကြီးတို့ယောဂီတို့အတွက်ကျမ်းနေကြတာပေါ့နော်ဒီတော့တယောဂီတို့ရေဆရာပုံနာကတပည့်ပညာရှိကိုယော့တပည့်မင်းဒီလက်နဲ့တွေယူသွားလက်နဲ့တွေမပေးဘူးလားဘာလက်နဲ့တွေပေးလိုက်တာတော့မဲခင်၅ပါးမဲခင်၈ပါးလက်နဲ့ဒီပေးလိုက်တယ်ဟုတ်လားအဲ့ဒီလက်နဲ့ဒီနဲ့အဲ့ဒီအခိုးထွက်နေတဲ့တောင်ပေါ်ကြီးကိုတို့ယောဂီတို့ရေလေးစိတ်လေးမွားခွဲပလိုက်ဟုတ်ပြီလားလေးစိတ်လေးမွားခွဲဆိုလို့ဘုန်းကြီးတို့ယောဂီတို့ခွဲပြီးသွားပြီနော်ဒီတော့ဒီယောဂီတို့တောင်ဖို့ဆိုတဲ့ခန္ဓာကြီးအချင်းချုံးလိုက်ရင်တို့ယောဂီတို့တခြားရှိသလားယုံနဲ့နံမရှိတာလားယုံနဲ့နာမည်ရှိတယ်ဆိုတော့ယုတ်ကိုဘုန်းကြီးတို့လေးစိတ်ခွဲလိုက်တဲ့အခါကျတော့ဓာတ်ကြီး၄ပါးထွက်မလာဘူးလားဘာဓာတ်ဒီလဲမေးရင်ပတဝီအာဘောတေဇောဝါယောလေးစိတ်ခွဲပြီးရှုခိုင်းတာပေါ့နော်နန္တရားကလေးကိုတို့ယောဂီတို့ရေလေးစိတ်ခွဲမယ်လို့ဆိုခဲ့ရင်ခန္ဓာ၄ပါးထွက်မလာဘူးလားဘာခန္ဓာတွေပါလေဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဒါကနန္တရားလေးကိုလေးစိတ်ခွဲတာအဲ့ဒီယုတ်နဲ့နံနဲ့ပေါင်းလိုက်တဲ့၅ပါးသောခန္ဓာ၅ပါးကိုလေးစိတ်ခွဲပါလို့ဆိုခဲ့ရင်တို့ယောဂီတို့ရေအခုယောဂီတို့ဥစဉ်တို့ကျင့်ကြံကြိုးကုပ်အားထုတ်နေတဲ့တတိပဋ္ဌာန်၄ပါးထွက်မလာဘူးလားအဲ့ဒီတတိပဋ္ဌာန်၄ပါးဟာဘာတွေပါလဲကာယ ानु ပါဒနာတတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာတတိပဋ္ဌာန်စိတ်ဓာ ानु ပါဒနာတတိပဋ္ဌာန်ဓမ္မာ ानु ပါဒနာတတိပဋ္ဌာန်ခန္ဓာ၅ပါးကြီးကိုလေးစိတ်ခွဲလိုက်တာနော်အခုယောဂီတို့ဦးဇင်းတို့လည်းပဲဒီ10ရက်တရားစခန်းပွဲကြီးမှာစတဲ့နေ့ကနေယခုအချိန်အထိဤတတိပဋ္ဌာန်ဒေသနာတော်တွေကိုကြကြနနသင်ယူပြီးတော့ကအမထုတ်နေဘူးလားရှင်ကုမာရကတ္တပကိုလည်းမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကဒီတတိပဋ္ဌာန်တရားကိုပဲအားထုတ်ခိုင်းတာအခုတို့ယောဂီတို့ကာယ ानु ပတနာကိုလည်းရှုတတ်ပြီနော်ဝေဒနာ ानु ပတနာကိုလည်းရှုတတ်ပြီးစိတ်ဓာ ानु ပတနာကိုလည်းရှုတတ်ပြီးယနေ့ဓမ္မာ ानु ပတနာတောင်ရောက်လာပြီဓမ္မာ ानु ပတနာဆိုတာဟာပေါ်နေတဲ့ယုံ nant ခန္ဓာကိုတခြားနဲ့ရှင်ရှုတာလားသစ္စာနဲ့ရှင်ရှုတာလားသစ္စာနဲ့ရှင်ရှုတာပါဗျာရုပ်ပေါ်ရင်လည်းပဲသစ္စာနဲ့ရှင်ရှုတယ်နာမ်ပေါ်ရင်လည်းပဲသစ္စာနဲ့ရှင်ရှုတယ်ဟုတ်ကဲ့လားသစ္စာနဲ့ရှင်ရှုတော့တခြားမြင်ပါလားသစ္စာမြင်ပါလားတခြားကမြင်ပါလားဉာဏ်ကမြင်ပါလားအဲ့ဒီဉာဏ်ဒီသစ္စာကိုမြင်တဲ့ဉာဏ်မို့လို့တို့ယောဂီတို့ရေအဲ့ဒါသစ္စာဉာဏ်ဘာဉာဏ်ပါလဲ
အဲ့တော့သစ္စာဉာဏ်ရပြီလို့ဆိုခဲ့ရင်တို့ယောဂီတို့ကြီးအဲ့ဒီအဝိဇ္ဇာမင်းတုံးကြီးကိုပယ်ပြစ်တယ်လို့မဖြစ်သွားဘူးလားအဝိဇ္ဇာမင်းတုံးကြီးကသစ္စာမှမသိတာအခုယောဂီတို့ဦးဇင်းတို့ကသစ္စာကိုမြင်နေပြီသစ္စာဉာဏ်တော်မှရနေပေါ့ပဲဒီတော့တယောဂီတို့ရဲ့အဲ့ဒီခန္ဓာ၅ပါးကြီးကိုလေးစိတ်လေးမွာခွဲလိုက်တော့တတိပဋ္ဌာန်၄ပါးထွက်လာသည်ဤတတိပဋ္ဌာန်၄ပါးကိုအဲ့ဒီမဲ့ခင်၅ပါးမဲ့ခင်၈ပါးလက်နဲ့တို့ယောဂီတို့ရှင်ကုမာရကတ္တပကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးရှုခိုင်းတော်မူတာပါပဲဒီလိုရှုခိုင်းတဲ့အခါကျတော့အနောက်အချက်အဖြက်အစည်းတွေကပေါ်လာသလားမပေါ်လာဘူးလားဒီလိုပေါ်လာတဲ့အခါကျတော့အဲ့ဒီတောင်ပိုးကြီးရဲ့အောက်ကိုဆက်တူလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကမမာပေဘူးလားမှားတဲ့အခါကျတော့ရှင်ကုမာရကတ္တဖအဲ့ဒီတောင်ပိုးကြီးရဲ့အောက်ကိုဆက်တူလိုက်တာတယောဂီတို့ရေပထမဦးဆုံးဘာထွက်လာလဲတကားမင်းတုံးကြီးတစ်ခုထွက်လာတယ်နော်မနေ့ကဘုန်းကြီးရှင်းပြတာပေါ့တကားမင်းတုံးလို့ဆိုကြတဲ့ကအဲ့ဒီတကားကြီးကိုအဲ့ဒီတက်သားမင်းတုံးကြီးထိုးလိုက်ပြီလို့ဆိုရင်တကားကြီးတခြားဖြစ်သွားမှာလားပိတ်သွားမှာလားပိတ်သွားပြီလို့ဆိုခဲ့ရင်တယောဂီတို့ရေအိမ်ထဲမှာရောက်နေတဲ့သူတွေအထဲမှာရောက်နေတဲ့သူတွေကလည်းအပြင်ကိုမြင်ရပါတော့မလားမြင်ရပါဘူးဗျာအပြင်မှာရှိနေတဲ့သူတွေကလည်းအထဲကိုမြင်ရပါတော့မလားမြင်ရပါဘူးဗျာတကားမင်းတုံးကြီးပိတ်လိုက်ရင်မမြင်ရတော့ဘူးပေါ့ဒါဆိုရင်အဲ့ဒီတကားမင်းတုံးကြီးဒီတယောဂီတို့ရေတခြားလားအပိတ်အဆို့တရားကြီးလားပိတ်ဆို့တရားကြီးပါဗျာတခြားလားအတားအစီးတရားကြီးလားဒီမင်းတို့ကြီးနဲ့ပိတ်လိုက်တာနဲ့အထဲကလည်းအပြင်ကိုမမြင်ရတော့ဘူးဟုတ်တယ်လားအပြင်ကလူတွေကလည်းအထဲကိုမမြင်ရတော့ဘူးဆိုတဲ့အပိတ်ဆို့တရားကြီးဒီမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကရှင်ကုမာရကတ္တပအဲ့ဒီတကားမင်းတို့ကြီးဒီအဝိဇ္ဇာပေါ်ဟုတ်ကဲ့လားပါတယ်လေအဝိဇ္ဇာဆိုတာကအမှန်တရားကိုသိရလားသိပါဘူးဗျာသစ္စာတရားကိုသိရလားဒါဆိုရင်ဒီအဝိဇ္ဇာကိုတခြားလို့ရမလားဖယ်ရမှာလားမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကจิตတကုမာရကတ္တပအဲ့ဒီအပိတ်အဆို့တရားဖြစ်တဲ့တကားမင်းတုံးကြီးကိုတို့ယောဂီတို့ရေဘာလို့ခိုင်းလိုက်တယ်လဲဘာလို့ခိုင်းလိုက်ပါလဲဖယ်ခိုင်းလိုက်တယ်ဆိုတော့မမြင်တဲ့သစ္စာကိုတို့ယောဂီတို့ရေတခြားလားမြင်အောင်လုပ်ရတာလားမြင်အောင်လုပ်ရတော့ရှင်ကုမာရကတ္တပမြင်တယ်လို့တို့ယောဂီတို့ကအခုမမြင်ဘူးလားမြင်ပြီလေဟုတ်ကဲ့လားဟာဤဒီကတော့ဒုက္ခသစ္စာပဲဤဒီကတော့သမုဒယသစ္စာပဲဤဒီကတော့မေဃသစ္စာပဲဤဒီကတော့និရောဓသစ္စာပဲလို့တို့ယောဂီတို့အခုမသိပေဘူးလားသိပြီးတော့တို့တော်အခုကျင့်နေပေါ့ဒီတော့ဒုက္ခသစ္စာကြီးကိုဘယ်လိုလုပ်ရမလဲမင်းသိပါဘာလုပ်ရမလဲဘယ်လိုသိရမလဲဆိုတော့ပိုင်းခြားပြီးတော့သိထိုးထွင်သည်ဟုတ်ကလားဒီတော့ဒုက္ခသစ္စာကိုလည်းသိပြီနှောက်ရက်တတ်တဲ့သမုဒယသစ္စာကိုလည်းသိပြီလက်နဲ့ဖြစ်တဲ့မေဃသစ္စာကိုလည်းပဲသိပြီဤလိုအကြောင်းတွေစုံတဲ့အခါကျရင်အကျိုးပေါ်မဲ့និရောဓသစ္စာကိုလည်းသိပြီလို့ဆိုခဲ့ရင်တို့ယောဂီတို့တခြားလားသစ္စာမြင်တာလားသစ္စာမြင်တာပါဗျာအဲ့ဒီအဝိဇ္ဇာကသစ္စာမြင်ပါသလားမြင်ပါဘူးဗျာသစ္စာမမြင်တဲ့အဝိဇ္ဇာကိုတို့ဖယ်ထုတ်လိုက်တော့အခုတခြားဖြစ်ပြီလားသစ္စာမြင်ပြီလားဟေ့အေးသစ္စာမြင်ပြီလို့ဆိုတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကအဲ့ဒီအဝိဇ္ဇာကိုဖယ်လိုက်ဟုတ်ပြီလားဖယ်လိုက်ဆိုတာတခြားလားရှုခိုင်းတာလားစက်တူးဆိုတာကတခြားလားထတ်ကျင့်ခိုင်းတာလားအေးจิตတကုမာရကတ္တပအဲ့ဒီအဝိဇ္ဇာကိုဖယ်ပြီးတော့မင်းစက်ကျင့်ဟုတ်ကဲ့လားစက်ကျင့်လိုက်တဲ့အခါကျတော့တယောဂီတို့ရေအဲ့ဒီတောင်ပိုကြီးရဲ့အောက်ကိုဆက်ပြီးတူးရတာပေါ့တူးရတဲ့အခါကျတော့ဟောဘာထွက်လာပြီလဲဖားဘွားလေးတကောင်ထွက်လာပြီဘာထွက်လာပြီလဲအဲ့ဒီဖားဘွားလို့ဆိုတာကသူ့ရဲ့သဘာဝလေးကိုဘုန်းကြီးအရင်ပြောမယ်စာလို့ပြောရင်သူကဥဒ္ဓမာယိကဖားလို့ခေါ်တယ်ဘာလို့ခေါ်လဲဟေ့ဥဒ္ဓမာယိကဖားလို့သူ့ကိုခေါ်တယ်စာကသူကသူ့သဘောလေးအတိုင်းပဲနေမယ်လို့ဆိုရင်အဲ့ဒီဖားလေးဟာတယောဂီတို့ရေအဲ့ဒီလက်မကွင်းလေးလောက်ပဲရှိတယ်တဲ့သူ့သဘောလေးတိုင်းနေဖားလေးဟာဘယ်လောက်ပဲရှိလဲအေးလက်မကွင်းလေးလောက်ပဲရှိတယ်တဲ့အဲ့ဒီဖားလေးကိုဒုတ်နဲ့သွားထိုးပြီးတော့သူ့ကိုစလိုက်ရင်လေ
ဒေါသတွေထွက်လာပြီးတခါတည်းကြီးပြီးတော့လာလိုက်တာအုံးရှိသီးပမာဏလောက်ဖြစ်သွားတယ်ဘယ်လောက်တောင်ဖြစ်သွားလဲအခုတယောဂီတို့အောက်ကိုတူးလိုက်တော့ဒီလိုဖားပွားကလေးကိုတွေ့နေပြီဒီလိုတွေ့တဲ့အခါကျတော့ရှင်ကုမာရကတ္တပကတပည့်ပညာရှိကဆရာပုံနာကိုပြောတယ်ဆရာပုံနာအောက်မှာဖားပွားတကောင်တွေ့နေပြီမပြောဘူးလားဒီလိုပြောတဲ့အခါကျတော့ဆရာပုံနာကနေပြီးတော့ကတပည့်ပညာရှိကိုချစ်တဲ့ဘက်အဲ့ဒီဖားပွားကလေးကိုဖယ်ပလိုက်ဘာလို့ခိုင်းလိုက်ပြန်ပြီလဲဖယ်ပြီးတော့အောက်ကိုတခြားလားဆက်တူးခိုင်းသလားဟေ့ဆက်ပြီးတူးလိုက်တော့တယောဂီတို့ရေလမ်းနှမွာတွေ့တယ်ဘာတွေ့တယ်လဲလမ်းနှမွာတွေ့တယ်ဆိုတော့လမ်းကနှစ်ခုဖြစ်နေတော့ဘယ်လမ်းလိုက်ရမှမသိဘူးဟုတ်ကဲ့လားဘယ်လမ်းလိုက်ရမှမသိဘူးဒီလမ်းကိုလိုက်ရင်အန္တရာယ်ကင်းမလားဟိုဘက်လမ်းကိုလိုက်ရင်အန္တရာယ်ကင်းမလို့ဝေခွဲလို့မရဘဲနဲ့ရဒီလမ်းစုံကလေးမှာရန်ပြီးတော့ကတယောဂီတို့ရေတခြားဖြစ်နေတာလားတန်တရားတွေဖြစ်နေတာလားငါဒီလမ်းလိုက်ရင်ကောင်းမလားဟိုဘက်လမ်းလိုက်ရင်ကောင်းမလားဘောဒီတော့ကတယောဂီတို့ရေတပည့်ပညာရှိကဆရာပုံနာကိုပြောတယ်ဆရာပုံနာအဲ့ဒီမှာလမ်းနှမွာတွေ့နေပြန်ပြီမပြောဘူးလားဒီလိုပြောတဲ့အခါကျတော့ဆရာပုံနာကจิตတတပည့်အဲ့ဒီလမ်းနှမွာကိုလည်းဘာလုပ်လိုက်ရမလဲဖယ်ပလိုက်ပါကွာဘယ်လမ်းကိုမှလိုက်မနေနဲ့ဟုတ်ကဲ့လားတခြားလားဖယ်လိုက်ရမှာလားဖယ်လိုက်ပြီးတခြားလို့ရမှာလားဆက်တူးခိုင်းသလားအဲ့ဒီတော့တယောဂီတို့ဖယ်တယ်ဆိုတာကရှူခိုင်းလိုက်တာဆက်တူးဆိုတာကတရားဆက်ပြီးတော့ကျင့်ခိုင်းလိုက်တာဒီကနေ့ဒီမေခွန်းကြီးကိုဘုန်းကြီးတို့ရှင်းကြတာပေါ့နော်ဒီမေခွန်းကြီးကိုရှင်းတဲ့အခါကျတော့နံပါတ်1ဥဒ္ဓမာယိကဖားဆိုတဲ့ဖားပွားကလေးထွက်လာတယ်ဆိုတာဟာအဲ့ဒီဖားပွားကလေးဒီဒုယောဂီတို့ရေဒေါသကိုပြောတာဘာကိုပြောတာလဲအဲ့ဒီဖားပွားလေးကသူ့နေလက်သေးကွင်းလောက်ရှိတာလေသူ့သွားပြီးတော့ဒေါသထွက်အောင်လုပ်လိုက်ရင်တခါတည်းပွားထလာပြီးတော့ဒုယောဂီတို့ရေအုံးရှိသည်ထန်းသည်တောက်ကြီးဖြစ်သွားတာဖြစ်သွားတယ်ဆိုတာတခြားလားဒေါသလားအေးအဲ့ဒီဖားပွားဆိုတာဟာဒေါသကိုတွေ့ပြီလို့ပြောတာပေါ့နော်ဒီတော့ဒီဖားပွားကလေးဒီသူ့နေတုန်းကလက်သေးကွင်းလောက်လေးဒေါသလည်းထွက်လာကောအုံးရှိသည်လောက်ဖြစ်တယ်ဆိုတော့ဒုယောဂီတို့စဉ်းစားကြည့်စမ်းသူ့ခန္ဓာကိုယ်ကြီးကပွားပြီးကြီးလာတာမဟုတ်ဘူးလားဒီလိုကြီးလာတော့သူတွေအဲ့ဒီမှာချက်ထောက်တွေလက်တွေဒုယောဂီတို့စဉ်းစားကြည့်စမ်းဘာဖြစ်ကုန်လွတ်ကုန်တာပေါ့ဘာဖြစ်ကုန်ပြီလဲဒီလောက်ကြီးပွားထလာတော့ဒုယောဂီတို့ချက်ထောက်တွေလက်တွေဘယ်လိုဖြစ်ကုန်ပြီလဲအကုန်လုံးကာယလေးဖြစ်သွားတာပေါ့ချီမကင်မိလက်မကင်မိမဖြစ်ဘူးလားအန္တရာယ်များပြီပေါ့သဘောကျရဲ့လားဒါကြောင့်ယောဂီတို့ဦးဇင်းတို့ရဲ့တဏ္ဍာမှာအဲ့ဒီခန္ဓာကြီးမှာလည်းအဲ့ဒီဒေါသဝင်သွားရင်ခြေတွေလက်တွေလွတ်ကုန်တော့တာပဲဟုတ်ကဲ့လားခြေတွေလက်တွေလွတ်ကုန်တော့ယောဂီတို့ရေကိုလှုပ်ခြင်းတဲ့အလုပ်ကိုလှုပ်မရတော့ဘူးအန္တရာယ်များသွားပြီသဘောကျရဲ့လားဒါကြောင့်သူ့ကိုဖားပွားလို့ပြောတာဖားပွားကသူ့ဒေါသထွက်လာတော့ဒေါသထွက်လေကြီးလာလေဒေါသထွက်လေကြီးလာလေနဲ့ဆိုတော့သူ့ခြေတွေလက်တွေကတခါတည်းဒီအလုံးကြီးဖြစ်လာတော့အကုန်လွတ်မကုန်ဘူးလားလွတ်ကုန်ပြီဆိုရင် तू ဟာအန္တရာယ်နဲ့တွေ့ပြီဆိုရင် तू ရှောင်နိုင်ရှားနိုင်မှာမလားဘယ်လိုပြေးတော့မလဲလက်တွေခြေထောက်တွေကလွတ်နေပြီဒီလိုပဲယောဂီတို့ဦးဇင်းတို့ရဲ့တဏ္ဍာမှာလည်းပဲအဲ့ဒီဒေါသဆိုတာဖြစ်လာရင်အရှက်လည်းမရှိတော့ဘူးအကြောက်လည်းပဲမရှိတော့ဘူးတခြားပြကုန်တာလားလွတ်ကုန်တာလားဒီနေရာမှာတယောဂီတို့ရဲ့အန္တရာယ်မျိုးစုံကြာရောက်ရင်အဲ့ဒီဒေါသဖြစ်နေတဲ့သူပဲခံရတယ်ဘာလို့ခံရလဲမေးတော့ခုနကဖားလေးလူခြေထောက်လက်တွေကလွတ်နေပြီပြေးလို့လွှားလို့ရသေးရဲ့လားမရဘူးဟုတ်ကဲ့လားအဲ့ဒီဒေါသကိုပယ်မယ်လို့ဆိုရင်ဒုယောဂီတို့ရေသောတာပန်အစင်းနောက်လည်းပဲအကျွင်းမဲ့မပယ်နိုင်သေးဘူးသောတာပန်အစင်းလည်းဒေါသရှိသေးတယ်နော်အကျွင်းမဲ့မကုံသွားသေးဘူးသဂရရံအစင်းရောက်သွားရင်လည်းပဲအဲ့ဒီဒေါသသည်အကျွင်းမဲ့မကုံသွားသေးဘူးကြံသေးတာပဲအနာဂံကိုရောက်မှဒုယောဂီတို့အဲ့ဒီဒေါသအကုန်ကုန်တယ်လို့မှန်ဟုတ်ကဲ့လားဒီတော့ဟုတ်ပြီဒုယောဂီတို့အဲ့ဒီဒေါသဆိုတာဟာကိလေသာတရား10ပါးတဲကခေါင်းဆောင်ပါဝင်ထားတဲ့ပုဂ္ဂိုလ်ပဲကိလေသာတရား10ပါးထဲမှာဘယ်သူခေါင်းဆောင်လဲမေးရင်လောဘဒေါသ
မောဟဟုတ်ကဲ့လားကိလေသာတရား10ပါး14ပါး1500မရှိဘူးလားဟဲ့အဲ့ဒီကိလေသာတွေအကုန်လုံးကိုခေါင်းဆောင်ပြထမ်းထားတာဟာလောဘရဲ့ဒေါသရဲ့မောဟရဲ့ဒါဆိုရင်ဒီဒေါသဆိုတဲ့ဒီကိလေသာတရားကလေးဟာလည်းပဲယောဂီတို့ဥစဉ်တို့တရားအထုတ်တဲ့အချိန်မှာသူဒီခေါင်းဆောင်အဖြစ်ပြထမ်းထားတော့အန္တရာယ်မကြီးပေဘူးလားကြီးပါတယ်ဗျာအန္တရာယ်မကြီးပေဘူးလားဒါကိုဘုန်းကြီးတို့သုတ်တန်တစ်ခုမှာမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကဘယ်လိုဥပမာပေးပြီးကဟောထားလဲဆိုတော့ယောဂီတို့ဥစဉ်တို့အခု10ရက်တိုင်တိုင်ဒီစကံပွဲကြီးမှာကြက်ကုတ်ကြက်ကဲနဲ့ကြင့်ကြံနေကြတာဟာတခြားလိုချင်လို့လားဝိပဿနာဉာဏ်ကလေးတွေလိုချင်လို့လားတခါမှတို့ရဲ့တဏ္ဍာမှာမကိန်းဘူးတဲ့ဝိပဿနာဉာဏ်လေးတွေကိန်းပါစီတော့ရဲ့လို့ဟုတ်ကဲ့လားအမျိုးမျိုးဆင်းရဲဒုက္ခတွေခံပြီးကြက်ကုတ်ကြက်ကဲလုံးမထားရဘူးလားဟေဒီဝိပဿနာဉာဏ်ကလေးတွေတို့တဏ္ဍာမှာကိန်းနေခြင်းလို့သဘောကျရဲ့လားအေးအဲ့ဒါလို့ကိန်းနေတဲ့ဝိပဿနာဉာဏ်ကလေးတွေဒီတဲ့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကသုတ်တန်တစ်ခုမှာဘယ်လိုဟောလဲဆိုတော့အိုးကြီးတအိုးမှာရေမပါဘဲနဲ့တို့ယောဂီတို့ရေအောက်ကမီးတွေထိုးထားမယ်လို့ဆိုခဲ့ရင်အဲ့ဒီအိုးကြီးဒီပြစ်နဲ့တို့ယောဂီတို့ရေကျွတ်မနေဘူးလားအဲ့ဒီလိုကျွတ်နေတဲ့အိုးကြီးရဲ့အပေါ်မှာလက်ကလေးမှာရေစွတ်ပြီးတော့သွားပြီးတော့ခါလိုက်ရင်ရေပေါက်ကလေးတွေဟာဒီအိုးပေါ်ကိုကျသွားမှလားမကျသွားဘူးလားကျသွားတာနဲ့အညီတို့ယောဂီတို့ရေထိလိုက်တာနဲ့ရှဲဆိုရှိသေးလားဟိုအိုးကြီးကကျွတ်နေတာလေအိုးကြီးကကျွတ်နေတော့မဖြစ်စလောက်ရေကလေးကိုဟုတ်ကဲ့လားလက်လေးနဲ့ယူပြီးသွားပြီး brush ဆိုလို့လိုက်တာနဲ့တခါတည်းဟိုမှာရှဲဆိုရှိသေးလားဟဲ့ရေလေးရှိသေးသလားရေလေးတခြားလားပျောက်သွားတာလားဒီလိုပဲတဲ့တို့တွေကြက်ကုတ်ကြက်ကဲနဲ့အာထုတ်ခဲရတဲ့အဲ့ဒီဝိပဿနာဉာဏ်ကလေးဒီတေချာမှတ်နော်ဒေါသကလေးတစ်ခုဖြစ်လိုက်ရင်အဲ့ဒီအိုးတဲ့ကိုရေစကလေးကျသွားသလိုရှဲဆိုကုန်ရောဘာမှမရှိတော့သဘောကျရဲ့လားသဘောကျရဲ့လားဒါဆိုရင်တို့ယောဂီတို့ဒီဝိပဿနာအလုပ်ကိုအထုတ်နေကြတဲ့တို့ယောဂီတို့ဒေါသဖြစ်လို့ဖြစ်ပါမလားဒီနေ့ကစပြီးရှောင်ပြီးတော့ဟေဒေါသလေးတစ်ချက်ဖြစ်လိုက်တာနဲ့ခုနကအိုးဘော်ကိုရေကျသွားသလိုနော်ရှဲဆိုတာနဲ့တို့အားထုတ်ခဲ့တဲ့ဝိပဿနာဉာဏ်လေးတွေကုန်ဟုတ်ကဲ့လားဒါဆိုရင်တယောဂီတို့ရေအဲ့ဒီနိဗ္ဗာန်ကိုလိုလားကြကုန်တဲ့ဝိပဿနာဉာဏ်ကိုရှာဖွေစုဆောင်းနေကြတဲ့ယောဂီတို့ဥစဉ်တို့ဒေါသဖြစ်လို့တော်ပါမလားဒေါသဖြစ်လို့တော်ပါမလားဒါကြောင့်ဒီသုတ်တန်ထဲမှာဒီဒေါသပါလာတာကြကူကြကဲနဲ့အားထုတ်ထားတဲ့ဝိပဿနာဉာဏ်ကလေးတွေဒီတယောဂီတို့ရေဒေါသတစ်ချက်ဖြစ်လိုက်ပြီဆိုတာနဲ့ရှဲကနေဆိုတယောဂီတို့ရှိသေးသလားရှိသေးသလားဟဲ့မရှိတော့ဘူးနော်ဒါဆိုရင်တို့ဒေါသဖြစ်ဖို့ဖြစ်ပါမလားဖြစ်ပါဘူးဗျာဒေါသဖြစ်လို့ဖြစ်ပါမလားဖြစ်ပါဘူးဗျာဖြစ်ရင်တို့လုပ်ခဲ့တာတွေကုန်ပြီဟုတ်ကဲ့လားအိုးပူကြီးတဲ့ရေကြတယ်လို့ကုံသွားပြီဆိုတော့တို့ယောဂီတို့ရေသမျောစရာမကောင်းဘူးလားဟဲ့ဒါဆိုရင်တို့ဒေါသမဖြစ်နဲ့တော့ဒေါသဖြစ်လာရင်တခြားနဲ့ထိရမလားသူတော်ကောင်းညံနဲ့ထိရမလားဟဲ့သူတော်ကောင်းညံနဲ့ထိထားမှရမယ်ဒီဒေါသအထမြောက်သွားရင်တော့တို့ဝိပဿနာဉာဏ်ကလေးတွေကိုသူစားပလိုက်တော့မယ်ဟုတ်တယ်မလားရှဲဆိုတာလည်းမရှိတော့ဘူးဟုတ်ပြီလားတို့ကလည်းအခုမှနှုတ်သေးတော့ဝိပဿနာဉာဏ်ကိုကြက်ကုတ်ကြကဲလှုပ်ထားရတာတညံရအောင်တော့မနဲ့လှုပ်ထားရတာအဲ့ဒီဒေါသကတာဝါပြစ်လိုက်ရင်ဖြင့်တို့တွေသမင်မွေးရင်ကြားစာရင်နဲ့နောက်ဆုံးတော့အသေးမဥခင်ညံဥအောင်ဆိုတဲ့ကိစ္စကြီးဟာအစဉ်ပြေပါတော့မလားပြေပါဘူးဗျာသေသွားတယ်ဒီဒေါသစားတာနဲ့ပဲတို့ဝိပဿနာဉာဏ်ကလေးတွေကုန်သွားတဲ့အခါကျတော့သေပေါက်သေဝရောက်လို့အခေါင်းထဲဝင်တဲ့အချိန်တို့မှာဘာဉာဏ်မှလည်းမရှိတော့ဘူးဟုတ်ကဲ့လားဒါဆိုရင်တို့အထူးတလဲမှတ်ထားရမှာကတို့ယောဂီတို့ရေဒါလေးကိုတော့ထူးထူးခြားခြားကလေးမှတ်ထားနော်ဒေါသဖြစ်လို့မဖြစ်ဘူးဟုတ်ကဲ့လားဒေါသဖြစ်လို့မဖြစ်ဘူးဆိုတော့တို့ယောဂီတို့ဒေါသဆိုတာကလည်းဟိုအနာဂံရောက်မှပယ်နိုင်တာဆိုတော့ယောဂီတို့ဦးဇင်းတို့ရဲ့တဏ္ဍာမှာဒီဒေါသဖြစ်စရာတွေဟာကြုံလာမှလားမကြုံလာဘူးလားကြုံလာရင်တို့တည်းပယ်တတ်အောင်ကြိုးစားထားရမယ်ဟုတ်ကဲ့လားသူ့ကိုတို့ကပြတ်အောင်မလုပ်နိုင်ပေမဲ့
ယောဂီတို့ဦးဇင်းတို့ဒေါသလေးဖြစ်လာရင်တယောဂီတို့ရေတခြားလားပယ်နိုင်အောင်ကြိုးစားထားရမလားဒီဒေါသကြီးအမြင့်ပြတ်တာကတော့ဟိုအနာဂံရောက်မှပြတ်မှာအနာဂါမိမဲ့ဉဏ်ဘုံဉဏ်နဲ့အာယုံပြုရတဲ့နိဗ္ဗာန်ကိုမြင်မှသူကပြတ်မှာလေအဲ့ဒီတော့ယောဂီတို့ဦးဇင်းတို့ကအခုမှပုထုဇဉ်တွေကိုပုထုဇဉ်ဆိုတော့ဒေါသကလာမလားမလာဘူးလားလာရင်တို့ယောဂီတို့အဲ့ဒီတို့ဝိပဿနာဉာဏ်ကလေးတွေကုံသွားမှာဆိုရင်တို့တွေအဲ့ဒီဒေါသကိုတားဆီးနိုင်တဲ့ပညာကလေးတော့ရှိရမယ်သူတော်ကောင်းဉာဏ်ကလေးနဲ့တခြားလားတားမှာလားဟေ့အေးဒီကနေ့ဒီတားနီးလေးကိုဘုန်းကြီးတို့သင်ပေးရမှာဟုတ်ကဲ့လားဒီတားနီးလေးကိုမတတ်လို့မသိလို့ဆိုလို့ရှိခဲ့ရင်ဖြင့်တို့ယောဂီတို့ရေတို့လှုပ်ထားတဲ့ဝိပဿနာဉာဏ်ကလေးတွေတခြားလားအဟောတိကံဖြစ်ကုန်ပါလားဒီတော့ဒေါသဆိုတာဟာတို့ယောဂီတို့ရေကိလေသာတရားတွေကခေါင်းဆောင်ပြဋ္ဌာန်းထားတဲ့ပုဂ္ဂိုလ်ကြီးနော်ဒါကြောင့်တို့ယောဂီတို့ရေဟိုတန်ရောစဉ်10ပါးထဲမှာလည်းပဲတို့ယောဂီတို့ရေဒေါသမပါဘူးလားပဋိကတန်ရောစဉ်ဆိုတာအဲ့ဒါဒေါသကိုပြောတာဟုတ်ကဲ့လားနောက်တစ်ခါမနေ့ကဘုန်းကြီးပြောတဲ့သမုဒိယသစ္စာဖြစ်တဲ့နိဝရဏတရားတည်းမှာလည်းပဲတို့ယောဂီတို့ရေဒေါသမပါဘူးလားဗျာပါဒနိဝရဏဆိုတာဟာအတ္တဒေါသကိုပြောတာဟုတ်ကဲ့လားတခြားလားသမုဒိယသစ္စာလားတန်ရောစဉ်10ပါးထဲမှာပဋိက္ခတန်ရောစဉ်ဆိုတာကလည်းတခြားလားဒေါသလားတခြားလားသမုဒိယသစ္စာလားကိလေသာတရား10ပါးထဲမှာလည်းပဲသူကခေါင်းဆောင်ပြဋ္ဌာန်းထားသေးတယ်ဟုတ်ကဲ့လားလောဘရဲ့ဒေါသရဲ့မောဟရဲ့ဆိုတာဟာကိလေသာတရား10ပါးကိလေသာတရား14ပါးကိလေသာတရား1500တို့မှာခေါင်းဆောင်ပြဋ္ဌာန်းထားတဲ့ပုဂ္ဂိုလ်တွေဒါဆိုရင်တယောဂီတို့တခြားလားသူလက်သမုဒိယသစ္စာပဲလားတခြားလားသမုဒိယသစ္စာလားဟေကဲအဲ့ဒီသမုဒိယသစ္စာဆိုရင်တော့တယောဂီတို့ရေတခြားလားဆင်းရဲကြောင်းကြီးလားဒါကြောင့်ဒီဒေါသဖြစ်တာနဲ့ဆင်းရဲကြောင်းကြီးဖြစ်နေပြီဆိုရင်တယောဂီတို့ရေအကြောင်းရှိရင်အကျိုးပေါ်မလားမပေါ်ဘူးလားပေါ်လာတဲ့အကျိုးဟာတခြားလားဒုက္ခသစ္စာလားဆင်းရဲကြောင်းလုံးမှတော့တယောဂီတို့ရေဆင်းရဲကြိုးကြီးပဲပေါ်တော့မယ်ပေါ့သဘောကျရဲ့လားဒါဆိုရင်တယောဂီတို့ရေအဲ့ဒီဒေါသဒီအင်မတန်ကြောက်စရာကောင်းသောကိလေသာပေါ့ဒီတော့ဒေါသလို့ယောဂီတို့ဦးဇင်းတို့ရဲ့တဏ္ဍာမှာပေါ်လာပြီလို့ဆိုခဲ့ရင်သူတူးဒဲလားလို့မေးတော့မဟုတ်ဘူးအနောက်ကခုနကမင်းတုံအဝိဇ္ဇာကလည်းပါတယ်ကြံတဲ့ကိလေသာတွေလည်းပဲတခြားလားပါသလားသူကခေါင်းဆောင်ပြီးထွက်လာတာဟိုမှာလောဘလေးခေါင်းဆောင်လိုက်ရင်လည်းကြံတဲ့အဝိဇ္ဇာတို့ဒေါသတို့မောဟတို့မပါဘူးလားပါသလားဟိုမှာမောဟလေးခေါင်းဆောင်ပြီးထွက်လာရင်လည်းလောဘတို့ဒေါသတို့မပါဘူးလားတို့ယောဂီတို့ရေသူတို့သူယုံမှအချင်းချင်းကလည်းရိုင်းပင်းကြတာပဲဟုတ်တယ်မို့လားအဲ့ဒီမှာဒေါသလို့ပါလိုက်တာနဲ့အနောက်ကအဝိဇ္ဇာဆိုတာပါလာသလားမပါဘူးလားဟေ့ဥပမာတို့ယောဂီတို့ရေဘယင်ကြီးထွက်လာပြီဟုတ်ကလားဘယင်ကြီးထွက်လာပြီဆိုရင်ဘယင်ကြီးကတပါးတည်းထွက်လာတာလားဘယ်ဟုတ်မှလဲဟိုမှာမူမတ်တွေမောင်မတွေမိတ်တန်တွေစစ်သူကြီးတွေဝင်းကြီးတွေပါမလားမပါဘူးလားသူတပါးတည်းလာလို့ရတဲ့အမျိုးမှမဟုတ်တာဒီလိုပဲဒီမှာလဲဒေါသဘယင်ကြီးထွက်လာပြီလို့ဆိုခဲ့ရင်အနောက်ကမောဟတွေကိုလောဘတွေကိုအကုန်ပါလာတာဗျာသူနဲ့အတူတူပါမလာဘူးလားဟိပါလာလို့တို့ယောဂီတို့ကြည့်လိုက်စမ်းဒေါသဖြစ်ပြီလို့ဆိုခဲ့ရင်မကောင်းဘူးလို့မသိအောင်လို့အဲ့ဒီအဝိဇ္ဇာမဖုံးပေးထားဘူးလားဟောအဝိဇ္ဇာပါသလားမပါဘူးလားဟိဒေါသဖြစ်လိုက်လို့ကိုကသူများကိုသွားရိုက်လိုက်ရင်လည်းပဲဟိုအချုပ်ခန်းတွေလူကြီးအိမ်တွေကိုရောက်မယ်ဟုတ်တယ်မလားတကယ်လို့ကိုကခံရရင်လည်းပဲကွဲပြဲပြီးတော့ဆေးရုံရောက်မှာမဟုတ်လားဒါဆိုရင်ဒီဒေါသဟာမကောင်းဘူးဟုတ်ကဲ့လားကိုကနိုင်လိုက်ရင်လည်းပဲမင်းလူကြီးတို့ရုံးခန်းတို့ဂတ်တဲတို့ရောက်လိမ့်မယ်သူကနိုင်လို့ကိုရိုက်လိုက်ရင်လည်းကိုကွဲပြေးပြီးဆေးရုံရောက်လိမ့်မယ်လို့မသိအောင်လို့ဘသူကဖုံးပေးထားတယ်ဒေါသဖြစ်နေရင်သိကိုမသိတော့ဘူးဘာလို့ကဖုံးထားလဲဆိုတော့ဒါအပြစ်ကြီးတယ်ဒီလိုမျိုးဖြစ်လိမ့်မယ်ဟုတ်ကဲ့လားဘာအကျိုးမှမရှိဘူးလို့ဒီလိုမသိအောင်လို့လူယောဂီတို့ဘသူကဖုံးပေးထားတာတော့သဘောကျရဲ့လားဖုံးကမဖုံးဘူးလားကိုစီပုရုဇဉ်တွေဒေါသဖြစ်ဖူးပါတယ်
ဖြစ်တယ်လို့ဆိုခဲ့ရင်အဲ့ဒီဒေါသသည်အကျိုးမဲ့တရားကြီးလို့မသိအောင်လို့အဲ့ဒီအဝိဇ္ဇာနောက်ကလိုက်ဖုံးနေဟုတ်ကဲ့လားမဖုံးဘူးလားနောက်တော့မှသူခတ်တဲ့ရောက်ရောက်ဆေးယုံရောက်ရောက်လောလောဆယ်ဒေါသဖြစ်နေတဲ့အချိန်မှာတော့သိကိုမသိဘူးသိအောင်လည်းပဲအဝိဇ္ဇာကလှုပ်ပေးထားသလားဖုံးထားသလားမသိအောင်ကိုလှုပ်ထားတာဒီဒေါသကြီးချေလေလို့ရအောင်လို့ကိုအနောက်ကနေထောက်ပံ့ပေးမထားဘူးလားဒီတော့ဒီဒေါသဆိုတာကလည်းယောဂီတို့စဉ်းစားကြည့်စမ်းဖြည်းဖြည်းချင်းတည်ချင်းဘုန်းကြီးပြောသွားမယ်နော်ဒီဒေါသဆိုတာကလည်းပဲသူ့အလိုလိုဖြစ်တဲ့အမျိုးလားခန္ဓာရှိမှဖြစ်တဲ့အမျိုးလားဒါဆိုရင်ဒီခန္ဓာကြီးရှိနေရင်ဒီဒေါသဆိုတာဟာပေါ်နေမှလားမပေါ်ဘူးလားဒါဆိုရင်ဒီခန္ဓာကြီးကိုယောဂီတို့ဦးဇင်းတို့သူတော်ကောင်းဉာဏ်နဲ့မှတားဆီးပြီးမထားပါဘူးလို့ဆိုခဲ့ရင်ယောဂီတို့ဦးဇင်းတို့အပယ်ပုံကနေပြီးတော့ကတက်ရတယ်ကိုရှိပါမလားဟုတ်ကဲ့လားဒီဒေါသဆိုတာဟာသူ့အလိုလိုပေါ်တဲ့အမျိုးမှမဟုတ်တာတခြားရှိလို့ပေါ်လာတာလားခန္ဓာရှိလို့ပေါ်လာတာလားအေးပေါ်ခန္ဓာရှိလို့ပေါ်လာတာဒီခန္ဓာကြီးရှိနေရင်ဒီဒေါသတို့လောဘတို့မောဟတို့ကရှိနေမှလားမရှိဘူးလားရှိနေတာကိုဘုန်းကြီးတို့ကသူတော်ကောင်းဉာဏ်ကိုမသိလို့မတားထားနိုင်ပါဘူးလို့ဆိုခဲ့ရင်ယောဂီတို့ဦးဇင်းတို့အဲ့ဒီဒေါသမောဟလောဘအုပ်ချုပ်တဲ့ကံအတိုင်းညာဟုတ်ကဲ့လားပဋိစ္စသမုပ္ပါဆက်လို့တာလဲရမယ်လို့ဆိုခဲ့ရင်ယောဂီတို့ဦးဇင်းတို့အဲ့ဒီအပေခန္ဓာကတက်ရတယ်ရှိပါမလားရှိပါမလားဟိဒါကြောင့်ဒီသုတ်တန်ကြီးမှာမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကရှင်ကုမာရကတ္တမကိုအဲ့ဒီဖားပွားလေးကိုဖယ်လိုက်လို့မပြောဘူးလားဖယ်လိုက်ဆိုတာတခြားလားရှုလိုက်လို့ပြောတာလားကဲဟုတ်ပြီတို့ဘလို့ရှုမလဲလို့မေးတော့ယောဂီတို့ဦးဇင်းတို့ခန္ဓာပရိစ္ဆသမုပ္ပါစဝိုင်းဒေသနာတော်ကြီးကိုကြည်လိုက်ကြစမ်းပါအဲ့ဒီထဲမှာဒေါသဘယ်နေရာမှာပါလဲသုံးထဲမှာကတဏှာကလောဘလို့ခေါ်ပါတယ်ဥပါဒံကလောဘလို့ခေါ်ပါတယ်ကာမဘဝကစေတနာလို့ခေါ်ပါတယ်ဒေါသမပါပါဒေါသဘယ်အကွက်ထဲမှာပါလဲဘယ်အကွက်ထဲမှာလဲနှစ်အကွက်ထဲမှာကခန္ဓာ၅ပါးပါဝိညာဉ်တိအကွက်ထဲမှာကအဝိဇ္ဇာကမောဟပါသင်္ခါရကစေတနာပါနေကင်းဟာမှကျွန်တော်ဘာသာပြန်ပေးထားပါတယ်ဒေါသပြောင်းနေပြီဟေ့ဒီတော့ယောဂီတို့ရေအဲ့ဒီအဝိဇ္ဇာအစသင်္ခါရအစုံအင်္ဂါဘယ်နှပါးရှိတယ်လဲမရဏအစုံအင်္ဂါဘယ်နှပါးရှိတယ်လဲအဲ့ဒီ12ပါးဟာတခြားတရားလားဧကံတရားလားဒါဆိုရင်တယောဂီတို့သိသွားပြီဧကံတရားရှိရင်အနေကံတရားကကောရှိမှလားမရှိဘူးလားအနေကံတရားကဘာတွေပါလဲပြောတော့ကခင်ဗျားတို့ကကျုပ်ပါမှပြောတယ်ဟုတ်ကဲ့လားဗဇတ်တွေကဘယ်လိုကြောင့်အနေပသည်သူတော်ကောင်းအရေးနှောင့်နှေးမှဆိုလို့လားသူတော်ကောင်းဖြစ်ကုန်မှဆိုလို့လားဖြေကြစမ်းမှာမတတ်တာလည်းမဟုတ်ဘူးမသိတာလည်းမဟုတ်ဘူးဒီဘုန်းကြီးလေးစမှာနောက်ကအားရပါရလိုက်လာတယ်မဟုတ်ဘူးဆိုရင်ပြောခြင်းတယ်လို့မပြောခြင်းတယ်လို့နဲ့သူတော်ကောင်းဖြစ်ကုန်မှဆိုလို့လားပြောတော့ကပရိဒေဝဒုက္ခဒေါမနတာဥပါယတာဟာအာတဝတရားတွေလေအဲ့ဒီနံပါတ်4ကွက်ထဲမှာရှိတာပေါ့သူကတခြားလားအနေကံတရားလားအဲ့ဒီအနေကံတရားထဲမှာဒေါသကြီးမပါနေဘူးလားဒေါမနတာဆိုတာတခြားလားဒေါသလားသဘောကျရဲ့လားဒီတော့တယောဂီတို့မနေ့ကပါဠိနည်းနဲ့ပဲစမယ်စက္ကုံစာပဋိစ္စရူပေစာဥပ္ပဇ္ဇတိစက္ခုဝိညာဏံဟုတ်ပြီလားအဲ့တော့စက္ကုံစဆိုတဲ့မျက်စိအကြည်ပတာဒယုတ်ကလေးနဲ့ရူပိစာလို့ဆိုတဲ့အစင်းကလေးနဲ့ဖြတ်ဆိုတိုက်လိုက်ရင်တို့ယောဂီတို့ကြီးတခြားပေါ်သွားသလားမြင်စိတ်ကလေးပေါ်သွားသလားဒီတော့ယောဂီတို့ဦးဇင်းတို့အာယုံ6ခုဓာယ6ခုကနေပြီးတော့ဝိညာဉ်6ခုဖြစ်မှလားမဖြစ်ဘူးလားနားလေးနဲ့အတန်ကလေးနဲ့တိုက်လိုက်ရင်ကြားစိတ်ကလေးပေါ်သွားမယ်ဟုတ်တယ်မလားနှာခေါင်းကလေးနဲ့အနံ့ကလေးနဲ့တိုက်လိုက်ရင်နာမ်စိတ်ကလေးပေါ်သွားမယ်ဟုတ်ပြီလားလျှာလေးနဲ့ရသားလေးနဲ့တိုက်လိုက်ရင်စားစိတ်ကလေးပေါ်သွားမယ်ကိုယ်နဲ့ထိတွေ့စရာကလေးနဲ့တိုက်လိုက်ရင်ယာနာကောင်းစိတ်ကလေးပေါ်သွားမယ်မပေါ်ဘူးလား
အဲ့ဒါလို့ပေါ်သွားတော့တယောဂီတို့ကြီးဟိုမှာမနဆိုတဲ့စိတ်ကလေးနဲ့ကြံတွေးစရာကလေးနဲ့တယောဂီတို့ကြီးတိုက်လိုက်ရင်တွေးတော်ကြံစီစိတ်ကလေးပေါ်သွားမယ်ပေါ်မလားမပေါ်ဘူးလားပေါ်ပြီဆိုရင်အဲ့ဒီနံပါတ်4ကွက်အနောက်ကဒေါသလာတော့မယ်ဗျာဟုတ်ကဲ့လားဒီမှာတယောဂီတို့ကြီးအစင်းနဲ့မျက်စိနဲ့ဖြတ်ဆိုတိုက်လိုက်ရင်မြင်စိတ်ပေါ်တယ်ဘာပေါ်လဲမြင်စိတ်ပေါ်လိုက်တာနဲ့ကိုယ်နဲ့အစင်မပြေတဲ့လူရွာရိုးမှာသွားပြီးတွေ့လိုက်ပြီဟုတ်ကဲ့လားကိုကအိမ်ကထွက်လာတယ်ထွက်လာတော့မျက်စိလေးမှာအကြည်ပသာရုပ်ကလေးမရှိဘူးလားဟိုးရှိမှကိုယ်နဲ့အစင်မပြေတဲ့လူကလာနေတယ်လာနေတဲ့ခါကျတော့ဟိုကိုယ်နဲ့အစင်မပြေတဲ့လူရဲ့အစင်းနဲ့ကိုယ့်ရဲ့မျက်လုံးနဲ့ဖြတ်ဆိုမတိုက်ဘူးလားတိုက်တော့တခြားပေါ်သွားသလားမြင်စိတ်ပေါ်သွားသလားဘာပေါ်သွားသလဲမြင်စိတ်ပေါ်သွားတာနဲ့ကိုယ်နဲ့အစင်မပြေတဲ့လူလို့ဆိုတော့ဟင်းဆိုပြီးတော့မျက်နှာကြီးလွှဲမသွားဘူးလားဘာဖြစ်လို့လဲသွားတာလဲဘာပေါ်သွားလို့လဲဘာပေါ်သွားလဲဒေါသပေါ်သွားတယ်ဒေါသပေါ်သွားတော့တယောဂီတို့ကြီးဘယ်ကွက်ထဲရောက်သွားတော့4ကွက်ထဲရောက်သွားတယ်ဘယ်ကွက်ထဲရောက်သွားတော့4ကွက်ထဲရောက်သွားတော့ဒီ4ကွက်ထဲကအတ္တိသောကပฏิဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့တရားတွေသည်တို့ယောဂီတို့တခြားလားအာတဝတရားတွေလားအာတဝတရားတွေလို့ဆိုခဲ့ရင်သူကငြိမ်ငြိမ်လေးနေမှာလားအဝိဇ္ဇာကိုကျေစုပြုမှာလားအာတဝသမှုတရားအဝိဇ္ဇာသမှုတယောပြောအာတဝသမှုတရားအဝိဇ္ဇာသမှုတယောအဝိဇ္ဇာကတခါတည်းဖမ်းပြီးအာတဝကတခါတည်းဖမ်းပြီးအဝိဇ္ဇာကိုကျေစုပြုလိုက်တာပြုလိုက်တဲ့အခါကျတော့ဝိဇ္ဇာပစ္စယသင်္ခါရဆိုပြီးတော့တယောဂီတို့ရေမသွားဘူးလားသွားတဲ့အခါကျတော့မြင်မကောင်းလိုက်တဲ့ဒီဒေါသလေးဥဆောင်လိုက်တာတို့ယောဂီတို့ရေအဲ့ဒီမှာကံတွေမြောက်ပြီဘာတွေမြောက်ပြီလဲအဝိဇ္ဇာပစ္စယသင်္ခါရတခြားလားကံတွေမြောက်ပြီလားဟိကံတွေမြောက်ရင်ပရိစ္ဆသုံးပတ်ကြီးတခြားပြသွားပြီလားတန်းသွားပြီလားဟိတန်းသွားလို့သင်္ခါရပစ္စယဝိညာဏံလို့ရမယ်လို့ဆိုခဲ့ရင်တို့ယောဂီတို့ရေဒေါသအုပ်ချုပ်တဲ့ကံကြီးဖြစ်မနေဘူးလားဘယ်သူအုပ်ချုပ်ထားတာတော့ဒေါသအုပ်ချုပ်ထားတဲ့ကံကြီးဆိုတော့ဒီဒေါသအုပ်ချုပ်ထားတဲ့ကံကြီးဒီသင်္ခါရပစ္စယဝိညာဏံဆိုပြီးတော့အကျိုးပေးရရင်ငရဲဇာတိဟုတ်ပြီလားဘာဇာတိတော့ဝိညာဉ်ဆိုတာတခြားလားဇာတိလားဝိညာဏယုတ်တလယရဏဖတ်တဝေဒနာတခြားလားခန္ဓာ၅ပါးလားအေးအဲ့ဒီခန္ဓာ၅ပါးကြီးကငရဲခန္ဓာ၅ပါးကြီးဗျာသဘောကျရဲ့လားဒါဆိုရင်တယောဂီတို့စဉ်းစားကြည့်စမ်းဒီသူတော်ကောင်းဉာဏ်လေးနဲ့မှတားစီပြီးမထားဘူးဆိုရင်ဒီအပေါက်6ပေါက်ကနေတနေ့တနေ့ဖြစ်နေတဲ့ဒေါသတွေအကုန်လုံးဒီအဲ့ဒီမှာအာတဝကနေအဝိဇ္ဇာကိုကျေစုပြုလို့အဝိဇ္ဇာပစ္စယသင်္ခါရငရဲကိုတွားရမဲ့ကံတွေကိုစီစုဆောင်းထားပြီးသားတွေဖြစ်မနေဘူးလားဖြစ်မနေဘူးလားဟိထိုနည်းတူစားပဲပေါ့နားနဲ့အတန်လေးနဲ့တက်လိုက်တော့လဲတခြားပေါ်မလားကြားစိတ်ပေါ်မလားကြားစိတ်ပေါ်လာတဲ့အခါကျတော့ကိုမကျေနပ်တဲ့အတန်ကိုမကြားကျင်တဲ့အတန်ဆိုလို့ရှိရင်ကြက်တရေကိုမရှိပါဘူးဆိုပြီးဒီမှာဒေါသကထွက်မလာဘူးလားထွက်လာတာနဲ့တယောဂီတို့ရေအာတဝါနဲ့ဝင်မသွားဘူးလားဝင်သွားရင်သူကအဝိဇ္ဇာကိုကျေစုပြုမှလားမပြုဘူးလားအဝိဇ္ဇာကိုကျေစုပြုရင်အဝိဇ္ဇာပစ္စယသင်္ခါရကံမြောက်မှလားမမြောက်ဘူးလားအဲ့ဒီမြောက်လာတဲ့ကံသည်ဘသူအုပ်ချုပ်လိုက်တဲ့ကံတော့ဒေါသအုပ်ချုပ်လိုက်တဲ့ကံကိလေသာဒေါသအုပ်ချုပ်လိုက်တဲ့ကံမလို့အဲ့ဒါဟာကံကောင်းလားကံဆိုးကြီးလားအဲ့ဒီကံဆိုးကြီးအတိုင်းကအကျိုးပေးရမယ်လို့ဆိုရင်သင်္ခါရပစ္စယဝိညာဏနောက်ထပ်ငရဲကိုသွားမဲ့ကံတစ်ခုစုဆောင်းမိပြန်ပြီတပည့်ကြရဲ့လားရှင်းကုန်ရှင်းသလားဟဲ့အဲ့ဒါကမျက်စိနားနှာခေါင်းလဲထိုနည်းတူစွာပေါ့ဟုတ်ပြီလားနှာခေါင်းမှာအကြည်ယုံလေးမရှိဘူးလားဟိုကနေအနံ့ဆိုတဲ့အာယုံကလေးနဲ့ယောဂီတို့သွားတိုက်လိုက်တဲ့အခါကျရင်နံစိတ်ကလေးပေါ်မသွားဘူးလားပေါ်သွားတဲ့အခါကျရင်မှုေးတဲ့အနံကလေးဆိုရင်တော့နှာခေါင်းလေးချွတ်ချွတ်နဲ့လိုက်နမ်းတယ်လေဟုတ်ကဲ့လားမှုေးတာကိုဗျဘာလေးလဲပန်းနံလေးလားရင်မွေးနံလေးလားနဲ့ဟုတ်ကဲ့လားဘေးနားမှာထိုင်နေတဲ့ယောဂီကလေလဲချလိုက်ကောဟုတ်ကဲ့လားမှုေးသလားနံသလားဟင်းဆိုပြီးတော့တခါတည်းတို့ယောဂီတို့ရေတခြားဖြစ်သွားတာလားဒေါသဖြစ်သွားတာလားဟာဒေါသဖြစ်သွားရင်ဘယ်ထဲရောက်သွားပြန်ပြီလဲအာတဝထဲရောက်သွားပြန်ပြီယောဂီတို့ရေတနေ့ပရိစ္ဆသမုပ္ပါဒ်ဆက်နေတာသဘောကျရဲ့လားအာတဝထဲရောက်ပြီဆိုတော့တို့ယောဂီတို့အာတဝသမှုရိယအဝိဇ္ဇာသမှုရိယအဝိဇ္ဇာကိုကျေစုမပြုပြန်ဘူးလား
အဝိဇ္ဇာပစ္စယသင်္ခါရဟောကံမမြောက်ပြန်ဘူးလားအဲ့ဒီမြောက်တဲ့ကံဘသူအုပ်ချုပ်တဲ့ကံတော့ဟာဒေါသကိလေသာကြီးအုပ်ချုပ်တဲ့ကံဆိုတော့ကံကောင်းလားကံဆိုးလားအဲ့ဒီကံဆိုးကြီးအတိုင်းဒါသင်္ခါရပစ္စယဝိညာဏံဆိုပြီးနံပါတ်1အကွက်ကိုလာရရင်အဲ့ဒါနောက်ထပ်ငရဲခန္ဓာတစ်ခုဖြစ်မဲ့ကံတစ်ခုစူးစီးမိပြန်ပြီဟုတ်ကဲ့လားသဘောကျပြီလားဒါဆိုရင်တနေ့ဒုတိငရဲရောက်မဲ့ကံနေမနှဲပါလားဒီပရိစ္ဆသမုပ္ပါကြီးလဲပတ်နေတာဟာတယောဂီတို့ရေကံကောင်းနဲ့လဲနေတာလားကံဆိုးတွေနဲ့လဲနေတာလားဒီကိလေသာဆိုတာတခြားလားသမုဒယသစ္စာလားကိလေသာဆိုတာဟာရှုမြိုက်တတ်တဲ့တရားလောင်မြိုက်တတ်တဲ့တရားသူတော်ကောင်းဂုဏ်သိမ်ကိုညှိုးမိန်ဖြစ်စည်းတတ်တဲ့တရားဒီဒေါသကြီးကခေါင်းဆောင်အဖြစ်နဲ့ပြဋ္ဌာန်းပြီးတော့ယောဂီတို့ဦးဇင်းတို့ကံကိုအုပ်ချုပ်လိုက်တယ်အုပ်ချုပ်လိုက်တော့တို့လှုပ်တဲ့ကံဟာဒေါသအုပ်ချုပ်တဲ့ကံဖြစ်နေတာပေါ့ဒေါသအုပ်ချုပ်တဲ့ကံတိုင်းသာအကျိုးပေးရရင်ဟိုမှာသင်္ခါရပစ္စယဝိညာဉ်ဆိုပြီးသွားမှာလားမသွားဘူးလားသွားတဲ့ဝိညာဉ်တခြားဝိညာဉ်လားငရဲဝိညာဉ်လားဩငရဲကိုသွားမဲ့ကံတကံစုဆောင်မိပြန်ပြီကံဒီတော့ပေါ်နေသလားမပေါ်ဘူးလားဟိအေးအဲ့ဒီကံဒီဟာလေထဲမှာလွင့်သွားမဲ့ကံတစ်ခုမှမပါဘူးမပါဘူးအဲ့ဒီမှာကာမသင်္ကေလို့ဆိုတဲ့ကံစုသမားဆိုတာအဲ့ဒါကိလေသာပဲအရှိမဒေါသဥဆောင်ပြီးတော့လှုပ်ရှားနေရင်အနောက်ကတခြားပါလာသလားမောဟပါလာသလားတခြားပါလာသလားလောဘပါလာသလားသူတို့ခေါင်းဆောင်တယောက်ကလိုက်တာပေါ့လိုက်ပြီးတော့ဒီဒေါသကြောင့်ဖြစ်နေတဲ့ယောဂီတို့ဦးဇင်းတို့ငရဲကိုရောက်မဲ့ကံတွေကိုအနောက်ကတောင်းနေပလုံးနဲ့အကုန်ထည့်သိမ်းတော့တာအကုန်ထည့်သိမ်းတာတကံမှအလခတ်တမဖြစ်စီရဘူးအဲ့ဒါကြောင့်အဲ့ဒီကိလေသာတွေကိုတို့ကံစုသမားဒီလို့ခေါ်တယ်ဘယ်လိုခေါ်တယ်လဲဒေါသကြောင့်ဖြစ်လာတဲ့ကံတွေငရဲကိုသွားမဲ့ကံတွေကိုတခုမှအဟောတိကံမဖြစ်အောင်လို့အနောက်ကလောဘဒေါသဆိုတဲ့ကိလေသာတွေအကုန်လုံးသူတို့ပါတဲ့အိတ်ထဲအကုန်ထည့်နေတယ်သဘောကျရဲ့လားရှင်းကောရှင်းရဲ့လားတကံလောက်လေးများလွင့်ပြီးတော့အဟောတိကံဖြစ်လိမ့်မယ်လို့အယူမရှိတယ်နဲ့အနောက်မှာသူ့တငယ်ချင်းတွေပါတယ်သဘောကျသလားသူလှုပ်လိုက်တဲ့ကံကိုအကုန်လုံးကောက်သိမ်းတော့မှာဟိုကဟုတ်ပြီလားဒီတော့တယောဂီတို့အဲ့ဒီမှာလျှာအကြည်ယုတ်ကလေးနဲ့ရတာနဲ့တိုက်ပြန်ပြီးစားစိတ်ကလေးပေါ်ပြီးမပေါ်ဘူးလားဟိပေါ်တဲ့အခါကျတော့တယောဂီတို့ရေအစင်ကလည်းမပြေအိမ်တော်ကြီးကအစင်မပြေရှားဖွေရတာလည်းအစင်မပြေဟင်းကလည်းမကောင်းဟုတ်ကဲ့လားဟင်းကလည်းမကောင်းတော့ဇပွဲဝိုင်းဝင်ထိုင်ပြီးတော့စားလိုက်တော့မိဟာကလည်းငံနေတာပဲစားမပါဘူးလားစားတွေအများကြီးပဲနဲ့တယောဂီတို့ဒါမျိုးတွေမရှိဘူးလားမရှိဘူးလားဟိအပြည့်ရှာပြီးဒေါသတွေထွက်နေတာလေဟုတ်ကဲ့လားအဲ့ဒီဒေါသတွေထွက်တိုင်းဒုယောဂီတို့အဲ့ဒီဒေါသကအာတဝကိုကျေစုပြုနေပြီမပြုဘူးလားအဲ့တော့ဒေါသဆိုတာကထွက်တိုင်းကောင်းတာမဟုတ်ဘူးထွက်တိုင်းအာတဝကိုကျေစုမပြုနေဘူးလားစားတဲ့ပုံမှာအစင်မပြေဘူးဆိုရင်တခြားဖြစ်လာသလားဒေါသဖြစ်လာသလားမင်းကွာငါပတ်စံလဲရှားပေးထားသေးတယ်မင်းဘာတွေချက်ထားတာတော့ဒီမှာကြည့်ပါအောင်စားမှာပါမပါရလားမင်းရှော့ပုတ်လို့နေတာပဲဆိုပြီးတော့ဟောဒေါသမထွက်ဘူးလားဟိထွက်လာတဲ့ဒီဒေါသဒီဒုယောဂီတို့ရဲ့အာတဝကိုကျေစုပြုပြန်ပြီမပြုဘူးလားအာတဝကိုကျေစုပြုလိုက်တဲ့အခါကျတော့ဒုယောဂီတို့ရဲ့အဲ့ဒီအာတဝကနေအဝိဇ္ဇာကိုပြန်ကျေစုပြုပြီးအာတဝသမှုတရားအဝိဇ္ဇာသမှုတရားအဝိဇ္ဇာကျေစုပြုတော့အဝိဇ္ဇာပစ္စယသင်္ခါရဆိုပြီးတော့ကံကလာသလားမလာဘူးလားလာပြီဆိုရင်သူလာတဲ့ကံဒီကောင်းကံလားဆိုးကံလားတခြားအုပ်ချုပ်ထားတဲ့ကံလားဒေါသအုပ်ချုပ်ထားတဲ့ကံလားဒေါသအုပ်ချုပ်ထားတဲ့ကံဆိုတော့ဒုယောဂီတို့ရေအဲ့ဒီဒေါသအုပ်ချုပ်ထားတဲ့ကံအတိုင်းသာသွားရင်ဝိညာဉ်ကိုရောက်လို့သင်္ခါရပစ္စယဝိညာဉ်ဆိုရင်အဲ့ဒါငရဲဇာတိဟုတ်ပြီလားငရဲကိုသွားမဲ့ကံတကံကိုအနောက်ကလောဘနဲ့မောဟနဲ့ထက်သိမ်းလိုက်ပြန်ပြီသဘောကျရဲ့လားတနေ့အဲ့ဒီမျက်စိနားနှာခေါင်းလျှာကိုစိတ်ကနေပြီးတော့ကသူတော်ကောင်းညံထဲမှာတားဆီးလို့မထားပါဘူးလို့ဆိုခဲ့ရင်ယောဂီတို့ဦးဇင်းတို့ကိုအပေပုံကိုတွန်းပို့နေတဲ့တရားခံတွေသဘောကျပြီလားဒါဘုန်းကြီးကဒီမှာတော့ဖားပွားရဲ့ဒေါသလေးရဲ့အကြောင်းကိုပြောနေလို့ဟုတ်လောဘကဥဆောင်ပြီးလာတော့လေအနောက်ကဒေါသနဲ့မောဟနဲ့ကတပည့်မလုပ်ပြန်ဘူးလားလောဘကံကလေးတွေဟုတ်ကဲ့လားစူးစီးလို့မိအောင်အနောက်ကသူတို့ကလိုက်သိမ်းအောင်မှာကံစုသမားတွေလေဟုတ်ကဲ့လားဒီမြင်တဲ့အပေါ်မှာတယောဂီတို့ရေကျေနပ်တော့တခြားဖြစ်လာသလားလောဘဖြစ်လာသလားလောဘဟာတခြားလားတဏှာလားဟောခလေကနေဆက်တော်မယ်
ဘယ်ကနေစတော့မှလဲခုနကဒေါသတုံးကဟိုအဆုံးကနေစမသွားဘူးလားဟိအဆုံးကနေပရိစ္ဆေသမုပ္ပါကိုစမသွားဘူးလားအခုလောဘဖြစ်တော့တခြားကစမလားခလေကစမလားဒီမှာတယောဂီတို့ရေအမလီကောင်းလိုက်တာဆိုတော့တခြားလားလောဘလားလောဘဟာတခြားလားတဏှာလားတဏှာဖြစ်ရင်ဥပါဒံဖြစ်ပြီးတော့ကံမြောက်မှာလားမမြောက်ဘူးလားမြောက်လာတာတခြားကံလားလောဘအုပ်ချုပ်ထားတဲ့ကံလားလောဘအုပ်ချုပ်ထားတဲ့ကံအတိုင်းကတယောဂီတို့အကျိုးပေးရရင်ကမ္မဘဝပစ္စယဇာတိဆိုပြီးတော့ကပိတ္တာဘုံကိုရောက်မဲ့ကံကလေးတကံကိုအနောက်ကဒေါသနဲ့မောဟကသိမ့်ဖို့လက်ကလေးဖြန့်ထားတယ်အရှိကခေါင်းဆောင်တာကဘာတူလဲလောဘလောဘခေါင်းဆောင်လိုက်ပြင်ထွက်လာမဲ့ကံဟာပိတ္တာကိုသွားရလိမ့်မယ်ပိတ္တာဘုံကိုသွားရမဲ့ကံကလေးတွေတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတို့ဒီလိုနေ့စဉ်ပေါ်မနေဘူးလားဒေါသကငရဲကိုပို့မဲ့ကံကလေးတွေပေါ်မနေဘူးလားဟိုဒေါသကငရဲကိုပို့တယ်လောဘကပိတ္တာကိုပို့တယ်ဟိုမောဟကတရိစ္ဆာန်ပြေကိုပို့တယ်ဟုတ်ပြီလားဒါဆိုရင်တယောဂီတို့သူတို့သုံးပါးခေါင်းဆောင်ကြီး၃ယောက်ကတယောက်ကကံဖော်ရင်အနောက်ကကောင်တွေကတခြားလုံနေသလားကံလိုက်သိမ့်နေသလားတခါမှတယောဂီတို့ရေအဟောတိကံဖြစ်သွားတယ်လို့ထုံးစံမရှိဘူးအကုန်လုံးသိမ့်ထားတာဟာသိမ့်ထားပြီးတော့တယောဂီတို့ရေအကျိုးပေးချလိုက်တော့တို့ဒီပုံစံအတိုင်းဆိုရင်အပေဘုံကတက်ရတယ်ကိုရှိပါမလားရှိပါဘူးဗျာရှိပါတော့မလားယေဒါကြောင့်ဒီဝံမိကတုတ်တန်ကြီးမှာမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကဒီရှင်ကုမာရကတ္တပတပည့်မင်းဝိပဿနာအားထုတ်နေတဲ့အချိန်အတ္တိဒေါသကိုမဖြစ်စီနဲ့ဒေါသဖြစ်ရင်မင်းအားထုတ်စေဝိပဿနာဉာဏ်ကလေးတွေလည်းတခြားလားကုန်ပါလားအကုန်လုံးကုန်မယ်ပျောက်ကုန်မယ်ကုန်ပျောက်ကုန်တဲ့အပြင်ဟိုငရဲကိုသွားမဲ့ကံတွေကလည်းပဲတစ်ခုပြီးတစ်ခုသိသိမမိဘူးလားဟိုးနံပါတ်၄အကွက်ကသောကစိုးရင်တဲ့ပရိဒေဝငိုကြွေးတဲ့ဒုက္ခကိုဆင်းရဲတယ်ဒေါမနတစိတ်ဆင်းရဲတယ်ဥပါယာတပြင်းစွာပူလောင်တယ်ဆိုတဲ့အတ္တိဒေါသရဲ့အချံအယံတရားတွေဒေါသဖြစ်ပြီဆိုတာနဲ့ဒီ၅ပါးပါလာတော့တာပဲဒါကြောင့်တယောဂီတို့ဘုန်းကြီးပြောပါမယ်ဒေါသဖြစ်ရင်ဘာဖြစ်လို့မျက်ရည်တွေကျလာတာတော့သဘောကျရဲ့လားသူ့ရဲ့အချမ်းရံတရားတွေလေယောက်ျားရင့်မာကြီးတွေတော့ဒေါသဖြစ်ရင်မျက်ရည်ကျတယ်ဗျာမလို့ရရင်ဘာဖြစ်လာလဲဒေါသကဖြစ်လာတယ်သူ့ကိုရိုက်ချင်တယ်ရိုက်ချင်မိမဲ့မရိုက်ရဘူးဆိုရင်အံကိုကြိတ်ပြီးတချို့ဆိုမျက်ရည်တွေပါကျလာတာဟုတ်ကဲ့လားအမျိုးသမီးလိုနှုတဲ့ပုံကိုယ်တွေပို့ဆိုးတာပေါ့ပြောမရဆိုမရဒေါသဖြစ်ပြီဆိုရင်ဟိုမှာကလည်းအမတန်မှန်လျှော့ရမယ်အနေဖြစ်နေတယ်ဆိုခဲ့ရင်ဒီမှာတကုတ်ကြီးတို့မျက်ရည်တွေကျမလာဘူးလားတခြားလားပရိဒေဝလားအဲ့ဒီပရိဒေဝဒေါသဖြစ်လာတာနဲ့အတူတယောဂီတို့ရေရင်ပတ်စီတိငိုကြီးချက်မဆိုတာမကြဘူးလားငိုယုံနဲ့မပြီးဘူးဗျမိမတွေကလက်ကလည်းရင်ပတ်တီးလားမတီးဘူးလားတီးတာလားတီးတော့ဒုက္ခဆိုတဲ့ကိုယ်ဆင်းရဲမှုကကောဖြစ်မလာဘူးလားဒေါမနတာဆိုတဲ့စိတ်ဆင်းရဲမှုကကောဖြစ်မလာဘူးလားအေးသောကပရိဒေဝဒုက္ခဒေါမနတာဟုတ်ကဲ့လားတီးတဲ့မြန်ပို့ပြီးပူလောင်လာပြီဆိုရင်ဥပါယာတလို့ဆိုတာကခုနကစီအိုးကြီးကျွတ်သွားသလိုတဲ့မျက်ရည်တောင်ထွက်လို့မရတော့ဘူးဘယ်လောက်ပူတယ်လဲတော့မမေးနဲ့ဟုတ်ပြီလားမျက်ရည်တောင်ထွက်လို့မရတော့ဘဲနဲ့စွတ်တက်ပြီးတော့တယောဂီတို့ပြစ်လဲပြီးတော့တက်သွားတယ်မျိုးလို့ဒါမျိုးတွေကောင်တို့မတွေ့ဘူးလားဟာလှုပ်ဟာချီမချိုးပါဟာခေါင်းချိုးပါဟာနဲ့မလုပ်ရဘူးလားဟေးအေးအဲ့ဒါဥပါယာတာဟုတ်ကဲ့လားဒေါသဖြစ်တာနဲ့သူ့အချမ်းရံတရားတွေကအကုန်ပါလာတော့တာဘာတွေပါလာတာလဲသောကပရိဒေဝဒုက္ခဒေါမနတာဥပါယာတာအတ္တာဒုက္ခရဲ့အချမ်းရံတရားတွေလို့မှတ်ပါဒေါသဖြစ်လာတာနဲ့အတ္တိ၅ပါးပါလာသည်ပါလာပြီးတော့သူ့နောက်ကသူ့တငယ်ချင်းတွေကောမပါဘူးလားဘယ်သူတွေလဲလောဘနဲ့မောဟဘာလုံးမဲ့ကောင်တွေလဲမေးရင်ကံတွေကိုစုမဲ့ကောင်တွေဟုတ်ပြီလားဒေါသလုသမျှကံတွေကိုအနောက်ကနေလိုက်ကောက်တော့မှသူကကောက်ပြီးတော့ကာမသင်္ကိတဲ့ကံစုသမားတွေလို့စာကသူ့ကိုပြောတယ်ကံစုသမားတွေကံတွေကိုစုပြီးတော့ယောဂီတို့အကြောင်းမကောင်းခဲ့တဲ့ဟာတွေကိုအကျိုးမကောင်းအောင်လို့တကံချင်းတကံဘာလို့တော့မှလဲလွတ်တော့မှာဘာလို့တော့မှလဲဒီတော့ယောဂီတို့စဉ်းစားကြည့်စမ်းတနေ့ဒီမျက်စိဘောက်ကနေပြီးတော့တို့ကိုအပေပို့နေတဲ့ကံတွေနဲပါမလားနဲပါဘူးနားဘောက်ကနေပြီးတော့အပေကိုပို့နေတဲ့ကံတွေနဲပါမလားနဲပါ
မျက်စိနာနှာခေါင်းလျှာကိုစိတ်ပေါ်ဒီ6ပေါ်သောဓွာရတွေကနေပြီးတော့ယောဂီတို့ဦးဇင်းတို့သူတော်ကောင်းဉာဏ်နဲ့တာမတားဆီးထားပါဘူးလို့ဆိုခဲ့ရင်အဲ့ဒီကံတွေကတို့တွေကိုအပေဘုံကိုပို့ဖို့အတွက်ကံတွေကိုစီစုဆောင်းပြီးသားကြီးဖြစ်နေပြီမဖြစ်ဘူးလားဒီကံတွေကိုစီရှိမနေဘူးလားဟိနေ့စဉ်နဲ့အမြဖြစ်နေတာနေ့စဉ်နဲ့အမြဒီပရိစ္ဆေသမုပ္ပါဒ်ကြီးဆက်နေတာအဲ့ဒါကိုတားဆီးရကောင်းမှဉာဏ်ကလည်းမသိအမှန်ကလည်းမမြင်ဟုတ်ပြီလားဒီတော့တယောဂီတို့ရေစဉ်းစားကြည့်ကြစမ်းပါဒါနာလေးပြုတော်ပြီပေါ့သီလလေးလှုပ်တော်ပြီပေါ့ဒီပုဂ္ဂိုလ်တွေအတွက်အတော်ကိုသနာစရာတွေမကောင်းနေဘူးလားမှန်ပါဗျာဘုန်းကြီးတို့ရှင်းရှင်းပြောတာဟုတ်ကဲ့လားအတော်သနာစရာမကောင်းနေဘူးလားသူဒါနကံသီလကံကကယ်ပေးနေလို့ဟိုမှာမန္လိကာကြီးငရဲကျသွားတာဒီကံမျိုးပေါ့ဥဒိစ္စလို့ဆိုတဲ့ဟိုကုတ်ကုတ်ဆလို့ဆိုတဲ့ကိလေသာပြစ်ချရတာမန္လိကကြီးဒါနရှင်ကြီးတခါတည်းကားနေတာပဲငရဲမှာသဘောကျရဲ့လားအဲ့ဒီတော့တယောဂီတို့ကြီးအဲ့ဒီကံကြွေးတွေကတော့ကိုစီရှိနေကြပြီအဲ့ဒီကံကြီးတွေအတိုင်းသာတို့တွေအကျိုးပေးရမယ်လို့ဆိုရင်တို့တစ်ဖွဲ့လုံးဟိုအပေဘုံကကိုတက်ရတယ်ရှိပါမလားရှိပါမလားဘယ်လိုလုပ်မတော့ဘယ်လိုလုပ်ကြမှာတော့အဲ့ဒီကံတွေကိုတို့ဘယ်လိုလုပ်ကြမှာတော့ဉာဏ်နဲ့ဖြတ်ရမယ်ပြောဘာနဲ့ဖြတ်မလဲပြောတယောဂီတို့ကြီးဘာနဲ့ဖြတ်မလဲလူမိုက်အားပေးလို့တာမဟုတ်ဘူးနော်အဲ့ဒီကံကြွေးအနန္တကလည်းကိုစီမှရှိနေတာကသေချာနေလေတော့အဲ့ဒီကံတွေအတိုင်းသာအကျိုးပေးရရင်လည်းပဲအပေပုံကနေတက်ရတယ်ကိုရှိမှမဟုတ်တဲ့အတွက်အဲ့ဒီကံတွေကိုတို့အဟောတိကံဖြစ်ချင်ရင်တော့အဲ့ဒီဝိပဿနာဉာဏ်တစ်ခုသာရှိပါတယ်လို့တတိပေးပါရစေဒီဘဝဒီခန္ဓာနဲ့သောတာပန်ဖြစ်အောင်လုပ်မှခင်ဗျားတို့လွတ်တော်မယ်ဒါကြောင့်တယောဂီတို့ရေအဲ့ဒီဒိဋ္ဌိနဲ့ဝီစီကိစ္စကိုဖြုတ်ကြပါဟုတ်ကဲ့လားအတိနဲ့ဖြုတ်ပါအပွားနဲ့ဖြုတ်ပါဘယ်နေရာမှာဒိဋ္ဌိနဲ့ဝီစီကိစ္စပြုတ်မလဲပြုတ်မဲ့နေရာကိုလိုက်ကြပါလို့ဘုန်းကြီးတိုက်တွန်းနေတာဒီကံတွေကိုဘုန်းကြီးမြင်နေလို့ဒီကံတွေတိုင်းတာအကျိုးပေးချလိုက်ရရင်ဘုန်းကြီးတို့ကဲနိုင်မှာတော့မလားဒါကြောင့်ဒီကံတွေကိုတခြားလုပ်ခဲ့ရမှာလားဖြတ်ခဲ့ရမှာလားပြစ္ဆာနန္ဒိယကံကြီးသာမရှိပါနဲ့တို့ဝိပဿနာဉာဏ်ဒီကံမွေးကံမွားဒီကိလေသာတွေစုထားတော့တဲ့ကံလောက်ကတော့အကုန်လုံးအဟောတိကံလုပ်ပလိုက်လို့ရတယ်သဘောကျရဲ့လားဒိဋ္ဌိနဲ့ဝီစီကိစ္စလို့ဒီနှစ်ခုကိုပယ်နိုင်ရင်အပယ်တကားကြီးတခြားဖြစ်သွားပြီလားပိတ်သွားပြီလားပိတ်သွားတာနဲ့အတူနိဗ္ဗာန်တကားကြီးကဘာဖြစ်သွားပြီလဲဟောအပယ်တကားကြီးကပိတ်နိဗ္ဗာန်တကားကြီးကပွင့်တို့လုပ်ခဲ့တဲ့အကုသိုလ်ကံတွေကအကုန်အဟောတိကံဟုတ်ပြီလားဒါဆိုရင်ဝိပဿနာဉာဏ်ရဖို့အရေးမကြီးဘူးလားဟဲ့ကဲဟုတ်ပြီအဲ့ဒီလိုဝိပဿနာဉာဏ်ရဖို့အရေးကြီးတယ်လို့ဆိုခဲ့ရင်အဲ့ဒီသူတော်ကောင်းဉာဏ်ကလေးတွေရဖို့အရေးကြီးတယ်လို့ဆိုခဲ့ရင်ဟဒီမှာမျက်စိနဲ့အစင်းနဲ့တိုက်လိုက်ပြီးဟုတ်ပြီလားတိုက်လိုက်တော့တခြားပေါ်ပြီလားမြင်စိတ်ပေါ်ပြီလားမြင်စိတ်ပေါ်လာတဲ့အခါကျတော့ကျင်တတ်ရင်တခြားလာမလားလောဘလာမလားမကျင်တတ်ရင်တခြားလာမလားဒေါသလာမလားကျင်တတ်တာလည်းမဟုတ်ပါဘူးမကျင်တတ်တာလည်းမဟုတ်ဘူးဆိုတခြားလာမလားမောဟလာမလားလာမှာကခေါင်းဆောင်တွေကြီးပဲနော်အဲ့ဒီလာမဲ့ခေါင်းဆောင်တွေလာပြီလို့ဆိုရင်တို့ယောဂီတို့ကြီးသိလိုက်ပါဘာလို့လဲရမလဲလွယ်လေးပဲဒီဒေါသရဲ့မောဟရဲ့လောဘရဲ့သူကိမ့်ပြီဆိုရင်ဒုက္ခန္တာထဲမှာဘယ်နေရာမှာကိမ့်ပါလဲဟုတ်ပါဗျာဘယ်နေရာမှာကိမ့်မှာတော့ဩမနောမှာကိမ့်တို့ကဘယ်ကိုကြည့်မလဲမနောကိုကြည့်ရမယ်ဆိုတော့ဒီမှာဒေါသကလေးဖြစ်သွားပါလားလို့ဒီယောဂီတို့ပထမဦးဆုံးသိပထမဦးဆုံးပါလေလောဘကလေးဖြစ်သွားပါလားလို့ပထမဦးဆုံးသိမောဟကြီးဖြစ်သွားပါလားလို့ပထမဦးဆုံးသိပြီးတာနဲ့ဘာလုပ်မလဲသိပြီးတာနဲ့ဘာလုပ်မလဲဘယ်ကိုကြည့်မှာလဲဟုတ်တယ်မနောကိုကြည့်မှာဟုတ်ကဲ့လားအော်ငါမှဒေါသစိတ်ကလေးဖြစ်နေပါလားလို့သိပြီးတာနဲ့မနောကိုလှမ်းကြည့်လိုက်တဲ့အခါကျရင်အဲ့ဒီဒေါသကရှိတာတွေ့မှာလားမရှိတာတွေ့မှာလားသူကမက်ခင်ကိုကြောက်တဲ့ကောင်ပဲအနောက်ကသိစိတ်လာပြီဆိုရင်အရှိကအရှုခံရှိပါတော့မလားအဲ့ဒီတော့အဲ့ဒီမရှိတာကအပြဲသိလိုက်တာကမဲ့ဟောဖြစ်ပြနေမဲ့နဲ့ကြိုက်မသွားဘူးလား
ကြိုက်သွားရင်ဒေါသရှိသေးသလားမရှိသေးဘူးလို့ဆိုရင်ဒေါသမပေါ်ဘူးဆိုရင်အာတဝါကလည်းအဝိဇ္ဇာကိုကျေစုပြုနိုင်အောင်မလားမပြုနိုင်ရင်အဝိဇ္ဇာကလည်းသင်္ခါရကံဤဖြစ်ပါအောင်မလားမဖြစ်ဘူးဆိုရင်ယောဂီတို့ရဲ့သင်္ခါရပစ္စယဝိညာဉ်ဆိုပြီးတော့တို့ကိုငရဲကိုသွားမဲ့ကံကြီးပေါ်ပါအောင်မလားငရဲဘုံကြီးပေါက်ပါအောင်မလားသဘောကျရဲ့လားဒါဆိုရင်ယောဂီတို့ရဲ့အဲ့ဒီမနောထဲမှာကိန်းနေတဲ့ဒေါသကလေးကရှေ့စိတ်ဘာစိတ်ပါလဲအရှိကဖြစ်တဲ့စိတ်ဟုတ်တယ်နော်အဲ့ဒီအရှိကဖြစ်တဲ့စိတ်ကလေးကိုနောက်ကစိတ်ကလေးနဲ့တခြားလို့ရမလားသိလိုက်ရမလားဣတိဤသို့အရှိစိတ်ကလေးကိုနောက်စိတ်ကလေးနဲ့ကြည်သည်ရှိတော့အရှိကစိတ်ကလေးကဖြစ်ပြဲသိတဲ့ဉာဏ်ကမဲ့နောက်စိတ်ကတခြားလားမဲ့လားအစားထိုးသေးရင်တခြားလို့မလားထပ်သိမလားနောက်ထပ်အစားထိုးသေးရင်တခြားလို့မလားထပ်သိမလားဒီလိုသိရင်နဲ့ဒေါသသည်တယောဂီတို့ရဲ့အရှုခံအနောက်ကလိုက်တာကအရှုဉာဏ်ဟုတ်ပြီလားအရှိမပေါ်နေတဲ့စိတ်ကလေးကအရှုခံတခြားလားဒေါသစိတ်ကလေးလားဒါလေးကိုဟာငါဒေါသဖြစ်နေတာဘဲလို့တယောဂီတို့ကြီးသိပေးရမယ်နော်သိပေးလိုက်တာဟာတခြားလားနောက်စိတ်လားအဲ့ဒီတော့ဒေါသစိတ်ကလေးကအရှုခံနောက်ကသိတာကလေးကအရှုဉာဏ်ဣတိဤသို့အဲ့ဒီအရှုခံကလေးကိုအဲ့ဒီအရှုဉာဏ်နဲ့ကြည်သည်ရှိသောရှေ့ကအရှုခံကလေးကဖြစ်ပြဲသိတဲ့ဉာဏ်ကမဲ့ဖြစ်ပြနဲ့ပိုက်ကြိုက်သွားရင်ဒီအရှုခံရှိသေးလားရှိပါဘူးဒေါသလေးရှိသေးလားမရှိတော့ဘူးဆိုရင်ဒီဒေါသကအာတဝဖြစ်ပြီးတော့အဝိဇ္ဇာကိုကျေစုပြုနိုင်မှာအောင်မလားမပြုနိုင်ရင်ဝိဇ္ဇာပစ္စယသင်္ခါရလာပါအောင်မလားမလာရင်သင်္ခါရပစ္စယဝိညာဉ်ဆိုပြီးတော့ငါတို့ငရဲကိုပို့မဲ့ကံပေါ်ပါအောင်မလားငရဲဘုံကြီးပျောက်သွားပြီသဘောကျရဲ့လားဒီတော့တယောဂီတို့ရေအရှိမဒေါသဆိုတဲ့အရှုခံကလေးပေါ်နေရင်အနောက်ကအရှုဉဏ်မရောက်သေးလို့ဟုတ်ပြီလားသူဘာဖြစ်လို့ပေါ်ခွင့်ရနေတာလဲရေးကြည့်တယ်ပြော तू ဘာဖြစ်လို့ပေါ်ခွင့်ရနေတာလဲအနောက်ကအရှုဉဏ်မရောက်သေးလို့ဗျာအနောက်ကရှုဉဏ်မရောက်သေးသေးတော့ तू ကလက်သီးတမောင်တန်းနေမှာပဲဒါဆိုရင် तू ပေါ်ခွင့်မရအောင်လို့နောက်ကအရှုဉဏ်ချက်ချင်းလိုက်တင်သလားမလိုက်တင်ဘူးလားတကယ်လို့တယောဂီတို့လိုက်ဖို့မေ့နေရင်တော့ तू မှဒုံဆွဲဓာဆွဲလှုပ်တော့မှာပဲဆဲဟဲဆိုဟဲတွေလှုပ်တော့မှာပဲလှုပ်ပြီဆိုတာနဲ့အာတဝဖြစ်အဝိဇ္ဇာကိုကျေစုပြုသင်္ခါရကံဖြစ်ကံဖြစ်တော့သင်္ခါရပစ္စယဝိညာဉ်ဆိုပြီးတော့ငရဲကံတွေတကံပြီးတကံဖြစ်တော့မှာပဲအဲ့ဒီတော့တယောဂီတို့မှတ်ဟိအရှုခံဖြစ်နေသေးတယ်လို့ဆိုရင်အနောက်ကအရှုဉဏ်ရောက်လို့လားမရောက်လို့လားအဲ့ဒီအရှုဉဏ်ရောက်သွားရင်အဲ့ဒီအရှုခံရှိပါတော့မလားအဲ့ဒီဉာဏ်ရောက်သွားပြီလို့ဆိုခဲ့ရင်အရှုခံဒီရှိပါဦးမလားမရှိတော့ဘူးလေဧကံစိတ်တံတမာယုတံယောဂီတို့ဦးဇင်းတို့ရဲ့ဒီမနောထဲမှာစိတ်ကတခုတည်းနေလို့ရတယ်ဘာလို့ပဲနေလို့ရလဲအရှိမရှုခံရောက်နေပြီလို့ဆိုခဲ့ရင်အနောက်ကအရှုဉဏ်မရောက်လို့ပေါ့အနောက်ကအရှုဉဏ်ရောက်လာရင်အရှိကအရှုခံချုပ်စမြဲပေါ့သဘောကျရဲ့လားဒါဆိုရင်ရှင်းစိတ်ကိုနောက်စိတ်နဲ့တို့ကဘာလို့ကမလဲအကဲခတ်ရမယ်ဘာလို့ကမလဲဒီတော့ဒေါသစိတ်ကလေးကိုမရှုမိရင်ဒေါသဟာကြီးလာမှာသေးလာမှာလားကြီးလာမှာလားအဲ့တော့သူကြီးလာရင်ဓာဆွဲဒုတ်ဆွဲတွေဖြစ်မှာလားမဖြစ်ဘူးလားဖြစ်မယ်ဆိုတော့ယောဂီတို့ဦးဇင်းတို့သူတော်ကောင်းဉာဏ်ဆိုတာဟာတတိပါပဲသူတော်ကောင်းဉာဏ်ဆိုတာဘာလဲဟိဘာပါလဲတတိကိုသူတော်ကောင်းဉာဏ်လို့ပြောတာဒါကြောင့်ဘုန်းကြီးတို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးပရိနိဗ္ဗာန်ပြုကံဤဆဲဆဲမှာတို့ယောဂီတို့ကိုစိတ်မချလွန်းလို့တဲ့စိတ်မချဘူးခင်ဗျားတို့ကိုဟုတ်ကဲ့လားစိတ်မချလွန်းလို့ဟိုမှာဝမ်းတော်တွေလာပြီးတော့တောင်ပယ်လေးကိုကောင်းပြုအင်ဂျင်ပင်ပြိုနှစ်ပင်ရဲ့ကြားထဲမှာလက်ရလေးဆောင်းပြီးတော့ဝေဒနာတွေအသေးအတန်ခံစားနေရတယ်ဖះလည်းယုတ်ကြီးရှိတာကိုယုတ်ကြီးရှိတော့ဝေဒနာပေါ်မှာလားမပေါ်ဘူးလားအသေးအတန်ခံစားနေရတာနော်တေခဏီပရိနိဗ္ဗာန်ပြုခံဒီဆဲဆဲလေးပေါ့တတ္တဝါသင်္ခါရတွေကိုသူလေးစိတ်မချဘူးဖြစ်နေစိတ်မချဘူးဖြစ်နေတော့တို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဤနောက်ဆုံးစကားဘာစကားလဲပရိနိဗ္ဗာန်ပြုခံဒီဆဲဆဲလေးမှာယောဂီတို့ကိုစိတ်မချလွန်းလို့မှားခဲ့တဲ့မှားတမ်းလေးပေါ့ဟန္တာတဏိဘိက္ခဝေအာမတယာမိယောဝေယဓမ္မသင်္ခါရအပမဒေနတမ္ပါဒေထလို့မမှာပေဘူးလားဒါကြောင့်ဘုန်းကြီးတို့ဒီသီလပေးပြီးသွားရင်အပပဒေနတမ္ပါဒေထမပြောဘူးလားဟန္တာတဏိဘိက္ခဝေအာမန္တယာမိယောဝေယဓမ္မသင်္ခါရအပမဒေန
တံပါတိထာဟုတ်ကဲ့လားနောက်ဆုံးပြောခဲ့တာနောက်ဆုံးပြောခဲ့တယ်ဆိုတော့ယောဂီတို့ကြီးတခြားလားသေတန်းစာလားသေတန်းစာလို့ပြောလို့ရတယ်တို့ဗုဒ္ဓဘာသာဝင်တွေအတွက်နော်ဒီစကားပြီးတာနဲ့ပြိဋိဘံပြုတော့တာသဘောကျလားဘေကဝေငါဤจิตာယဟံမြတ်တို့ဟုတ်ကဲ့လားသင်္ခါရဓမ္မတံကိုကဤပုံဖြစ်လို့တုံလေတပုံစင်ရွဲသူတည်းနဲ့ပြင်ဖြစ်မြဲတန်တရာယုတ်နံဓမ္မသင်္ခါရတို့ဤဓမ္မရာကိုသူဟာသင်္ခါရတရားကြီးမပိုင်ထားဘူးလားပိုင်ထားလို့ငါအခုတခြားလုပ်တော့မှာတယ်လားပြိဋိဘံပြုတော့မှာတယ်လားအဲ့ဒီပြိဋိဘံပြုတော့မှာမလို့နောက်ဆုံးစကားလေးမှာခဲ့ပြစီတဲ့ဟုတ်ကဲ့လားဘာစကားတဲ့လဲဘေကဝေတန္တရာဝေပိကျွလို့ရေးကိုမျောတွေးငှက်စာအိုချစ်သားတို့မယာတင်တို့ဆက်ရာကြောင်းကျိုးရှာ၍ကောင်းရာညွန်ကြားငါဖရာသည်ဟန္တာလညွန်မြက်ပေါ်အကျိုးပေါ်အောင်နိုးဇော်တော်မူခဲ့ပြီအံဓာနီသင်္ချစ်သားတို့နေအများတရဝါပေစွန့်ခွာ၍တိရာနိဗ္ဗာန်ဝိဇံငါနီဤယခုလိုအခါကြီး၌ဝေါငါဤဓမ္မခုဝင်ညာ၍ရှစ်ပြားမဲ့ခင်တွင်ပွားများသင်္ချစ်သားတို့အားအမန္တယာမိတို့စိန်ဒီမစကားရဲ့လို့ရှေ့သွားကအရှိမှန်ပြုရအောင်သေဒန်းစာတစ်ခုအနေနဲ့ဖွင့်လင်ခဲ့ပြီးတဲ့ချစ်သားတို့ငါပြိဋိဘံပြုတော့မယ်မင်းတို့ကိုသေဒန်းစာလေးပြောခဲ့မယ်ပေါ့ဟုတ်ကဲ့လားသင်္ခါရကံစိတ်ဥတုအာဟာရအကြောင်းလေးပြားတို့ပေါင်းကားပြုမှာဖြစ်ပွားရတော့သင်္ခါရသဘောတရားတို့သည်ရှင်းသလားဘုန်းကြီးသင်ပေးတာရှင်းသလားဟိကံရဲ့စိတ်ရဲ့ဥတုရဲ့အာဟာရရဲ့လေးခုကပြုပြင်လိုက်တာတခြားပေါ်သလားရုပ်ပေါ်သလားရုပ်နဲ့ရုပ်တိုက်ရင်တခြားပေါ်သလားနာမ်ပေါ်သလားအဲ့ဒီတော့တခြားကြောင့်ပေါ်တာလားအကြောင်းတရားကြောင့်ပေါ်တာလားအကြောင်းတရားကြောင့်ပေါ်တာဆိုရင်တပါးပြုပြင်မှဖြစ်တာပေါ့ဘာတရားလို့ပြောမလို့ရုပ်ကိုတွေ့လေသင်္ခါရနာမ်ကိုတွေ့လေသင်္ခါရဟုတ်ကဲ့လားဒါကြောင့်အခုမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကကံစိတ်ဥတုအာဟာရအကြောင်းလေးပြားတို့ပေါင်းကံပြုမှဖြစ်ပွားရတော့ဤသင်္ခါရသဘောတရားတို့သည်ဝယဓမ္မဘယ်လူဘယ်နတ်ဘယ်မြမဘယ်တရဝါကမှတာမယလင်းလင်းပြက်ပြားရခြင်းသဘောရှိကုန်၏တဲ့အဲ့ဒီသင်္ခါရတရားကိုရလာတဲ့ဝါတဏိယုတ်နံခန္ဓာရလာတဲ့ပုဂ္ဂိုလ်သည်ဘယ်လူဘယ်နတ်ဘယ်မြမကမှတာမယဘူးတဲ့ဒီသိခြင်းကိုဟုတ်ကဲ့လားအဲ့ဒီမှာတတ္တုညွတ်တာရွှေဉဏ်တော်ကြီးကိုပိုင်ဆိုင်တဲ့တို့မြတ်ဗုဒ္ဓတော်မှာတားရသလားငါဘုရားတော်တားလို့မရဘူးတဲ့ဒီသိခြင်းကိုဟုတ်ကဲ့လားအဲ့ဒီတော့တယောဂီတို့ရေကံစိတ်ဥတုအာဟာရအကြောင်းလေးပါတို့ပေါင်းကားပြုမှာဖြစ်ပွားရတော့ဤသင်္ခါရသဘောတရားတို့သည်ဝယဓမ္မဘယ်လူဘယ်နတ်ဘယ်မြမဘယ်သဘောကမှတာမယလင်းလင်းပြက်ပြားရခြင်းသဘောရှိကုန်၏ဤသည်ဤသို့ပြက်ပြားရခြင်းသဘောရှိသည်သောကြောင့်သင်္ခါရကပင်ဖြစ်ပြခြင်းကိုထင်လင်းသိညာသင်္ချေသားတို့သည်အဗမဒေနာလောကီအာယုံဘုံဘုံလိုက်စားမိတယောညာတိပမောဒတရားကိုခွာအဗမဆိုးတဲ့တတိတရားနဲ့ဘာတရားနဲ့လဲတတိရှိကြလို့နောက်ဆုံးပြောခဲ့တာနော်အဲ့ဒီတတိတာမရှိရင်ဟိုမှာအပေဘုံကိုပို့မဲ့ကံတွေတန်းစီပြီးတို့ဒီရောက်လေလိမ့်မယ်ဒါကြောင့်ပေါ်ရင်သိရမယ်ဘာဖြစ်ရမလဲဒါကြောင့်အပမဒေနာလောကီအာယုံဘုံဘုံလိုက်စားမိလျောညာတိပမောဒတရားကိုခွာအပမဆိုတဲ့တတိတရားနဲ့တမ္မာတိထာစိတ်မှာသွင်းချုံကိုတွင်လုံအောင်စောက်ရှောက်ထိမ့်သိမ့်ကြစေကုန်ရာတတိတဲ့ဒီတော့ဒယောဂီတို့ကြီးကြည့်လိုက်စမ်းဒီမှာဒေါသပေါ်တိုင်းတာဒီတတိတာမလာလို့ကတော့ဒယောဂီတို့ကြီးအပေဘုံကိုသွားမဲ့ကံဒီအများကြီးစုဆောင်းပြီးသားဖြစ်သွားမယ်ဟုတ်ကဲ့လားဒါဆိုရင်ဒယောဂီတို့ဒေါသလေးပေါ်လာရင်တခြားမှာပေါ်မှာလားမနောမှာပေါ်မှာလားမနောမှာပေါ်ရင်တို့ကဘယ်ကိုသိမလဲမနောကိုကြည့်ရမယ်ဒေါသစိတ်ကလေးပေါ်နေပါလားလို့ဒယောဂီတို့ကြီးနောက်စိတ်ကလေးနဲ့သိပေးပါအရှိမပေါ်နေတာကတခြားလားအရှုခံလားနောက်ကသိပေးလိုက်တာကတခြားလားအရှုဉဏ်လား
ဣတိဤသို့အရှုခံကိုနောက်ကအရှုဉာဏ်နဲ့လိုက်သည်ရှိတော်အရှိကအရှုခံလေးကဖြစ်ပြဲသိတဲ့ဉာဏ်ကမဲ့ဖြစ်ပြဲနဲ့မဲ့နဲ့ကြိုက်သွားရင်ဒေါသလေးရှိသေးလားရှိပါဘူးဗျာအဲ့ဒီဒေါသလေးရှိနေတယ်ဆိုတာကနောက်ကအရှုဉာဏ်ရောက်လို့လားမရောက်လို့လားနောက်ကအရှုဉာဏ်ရောက်သွားရင်အရှိကအရှုခံရှိပါဦးမလားရှိပါဘူးဗျာဒါသဘာဝပဲဟုတ်ကဲ့လားအရှိမဒေါသလေးပေါ်နေတယ်ထိမရပါဘူးဆိုနောက်ကတတိပါလာလို့လားမပါလာလို့လားနောက်စိတ်ကမသိလို့ပေါ့နောက်စိတ်ကတော့ဟာငါဒေါသစိတ်တာပဲလို့ဖြစ်တာပဲလို့သိလိုက်ရင်နောက်ကအရှုဉဏ်ရောက်လာရင်အရှိကအရှုခံကြီးမရှိတော့ဘူးပေါ့ဟုတ်ကဲ့လားအဲ့ဒါလို့မရှိတော့တို့ကအရှိကလောဘစိတ်ကလေးပေါ်သည်ဖြစ်စေဒေါသစိတ်ကလေးပေါ်သည်ဖြစ်စေမောဟစိတ်ကလေးပေါ်သည်ဖြစ်စေဒုယောဂီတို့ဒီလိုသိရမှာအဲ့တော့ဒေါသစိတ်ကလေးကိုနောက်စိတ်နဲ့ကြည့်လိုက်တော့ဒေါသစိတ်ကလေးကအပြဲသိတဲ့ဉာဏ်ကမဲ့ဖြစ်ပြနဲ့မဲ့ကြိုက်သွားရင်ဒေါသစိတ်ကလေးရှိသေးလားမရှိရင်တို့ယောဂီတို့ရဲ့အာတဝတရားကနေပြီးတော့ဟိုအဝိဇ္ဇာကိုကျေစုပြုလို့ရအောင်မလားမရရင်ကံမြောက်ပါအောင်မလားမမြောက်ရင်တို့ငရဲဘုံကြီးပေါက်ပါအောင်မလားတကယ်လို့လောဘစိတ်ကလေးဖြစ်နေရင်လည်းပဲအဲ့ဒီလောဘစိတ်ကလေးကိုသိလိုက်ပါသိလိုက်တဲ့အချိန်မှာနောက်ကသိလိုက်တဲ့စိတ်ကတခြားလားမဲ့လားအရှိကပေါ်နေရတခြားလားလောဘလားလောဘကအရှုခံသိတဲ့ဉာဏ်ကမဲ့ဟုတ်ကဲ့လားရှင်းစိတ်ကိုနောက်စိတ်နဲ့ကြည့်လိုက်တော့လောဘလေးရှိတာတွေ့မှာလားမရှိတာတွေ့မှာလားမရှိတာကအပြည့်သိတာကမဲ့ဖြစ်ပြနဲ့မဲ့ကြိုက်သွားရင်လောဘရှိပါဦးမလားမရှိရင်တခြားလားတဏှာတည်သွားသလားတဏှာတည်ရင်ဥပါဒံဖြစ်ပါဦးမလားဥပါဒံမဖြစ်ရင်ကံမြောက်ပါဦးမလားကံမမြောက်ဘူးဆိုရင်တို့ကိုပိတ်တာပို့မဲ့ကံကြီးအဟောတိကံဖြစ်သွားပြီတို့ကိုပိတ်တာပုံကြီးဆောက်ပြီးလို့ရပါတော့မလားတို့ကိုပိတ်တာစီပို့လို့ရပါတော့မလားအေးမောဟစိတ်ကလေးဖြစ်သွားရင်လည်းတခြားမလားမနှောမလားဟာငါမောဟစိတ်ကလေးဖြစ်တာပဲလို့တခြားလို့ရမလားသိလိုက်ရမလားသိပြီးရင်ကြည်လိုက်ဟုတ်ကဲ့လားကြည်လိုက်တဲ့အချိန်မှာရှိတာတွေ့မလားမရှိတာတွေ့မလားမရှိတာကအပြည့်သိလိုက်တာကမဲ့ဖြစ်ဖြစ်နဲ့မဲ့ကြိုက်သွားရင်ရှေ့ကမောဟစိတ်ကလေးရှိသေးလားမရှိရင်တခြားသေးသလားအဝိဇ္ဇာသေးတာလားအဝိဇ္ဇာကမောဟလေအဲ့တော့အဝိဇ္ဇာသေးတော့နံပါတ်1ခွဲတဲ့ကအဝိဇ္ဇာသေးတော့အဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာမှမရှိတော့ပါဘူးဆိုကံကောင်းမြောက်ပါဦးမလားမမြောက်ဘူးဆိုရင်တို့ကိုတိရစ္ဆာန်ဘုံပို့မယ်တိရစ္ဆာန်ဘုံကြီးပျောက်သွားပြီပေါ့သဘောကျရဲ့လားရှင်းကိုရှင်းရဲ့လားဟိဒါကြောင့်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကရှင်ကုမာရကတ္တပကိုจิตသားကုမာရကတ္တပအတ္တိဖားဘွားလေးကိုဖယ်ပလိုက်ဟုတ်ပြီလားဖားဘွားလေးကတခြားလားဒေါသလားအဲ့ဒီဖားဘွားလေးဟာတယောဂီတို့ကြီးလာပြီဆိုခြေတွေလက်တွေလွတ်ကုန်တာနော်ယောဂီတို့ဦးဇင်းတို့လည်းဒေါသဖြစ်လာရင်အကုန်လွတ်ကုန်တာဟုတ်ကဲ့လားဖားဘွားလေးနဲ့မတူဘူးလားအေးအဲ့ဒီတော့အဲ့ဒီဖားဘွားလေးကိုမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကရှင်ကုမာရကတ္တပကိုจิตသားအဲ့ဒီဖားဘွားကလေးကိုဖယ်ပလိုက်ဟုတ်ကဲ့လားဖယ်ဆိုတာတခြားလားရှုခိုင်းလိုက်တာလားတခြားနဲ့ရှုခိုင်းတာလားတတိပဋ္ဌာန်နဲ့ရှုခိုင်းလိုက်တာလားမဲခင်၅ပါးနဲ့ရှုခိုင်းလိုက်တာပေါ့အခုယောဂီတို့လည်းတခြားလောက်တာလားမဲခင်၅ပါးနဲ့ရှုလိုက်တာလားမဲခင်၅ပါးနဲ့ရှုလိုက်တဲ့အခါကျတော့ဒီမှာတမန်တတိကခေါင်းဆောင်နေတာလေခေါင်းဆောင်တော့တတိရှိလိုက်တယ်ဆိုတာနဲ့တယောဂီတို့အရှုခံလေးပြောက်လို့အနောက်ကအရှုဉဏ်ရောက်ရင်အရှုခံရှိသေးသလားမရှိရင်ဒီဒေါသလေးလည်းချုပ်သွားတာပေါ့ဒါဆိုရင်တို့ကိုငရဲပို့မဲ့ကံလေးဖြစ်ပါဦးမလားဖြစ်ပါဘူးဗျာသူတို့စုကျင်တိုင်းစုလို့ရပါဦးမလားဒါကြောင့်တယောဂီတို့ဖယ်ပလိုက်ဆိုတာဟာရှုပလိုက်လို့ပြောတာအဲ့တော့ရှင်ကုမာရကတ္တပတိလည်းပဲအဲ့ဒီဒေါသလေးကိုအခုဘုန်းကြီးတို့ရှုတဲ့အတိုင်းရှုလိုက်ပါသည်ဒီအတွက်ကြောင့်ယောဂီတို့ဦးဇင်းတို့ဒီလည်းပဲအဲ့ဒီဒေါသကလေးကိုဒီပုံစံအတိုင်းပဲရှုလိုက်ရမယ်နော်ဒါဘုန်းကြီးတို့တုတ်တန်ထဲမှာကတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကဒီဖားဘွားလေးကိုဖယ်လိုက်ရှုပလိုက်ဒီလောက်ပဲပါတာဒါကိုဘုန်းကြီးကချက်တွင်လို့ပရိစ္ဆသမုပ္ပါဒ်နဲ့ဒုယောဂီတို့ကိုနားလည်အောင်ပြောရတာဟုတ်ကဲ့လားဒီတုတ်တန်ကြီးဖယ်ပတ်ကြည့်ရင်တော့ဒီမှာဖားဘွားလေးပေါ်လာတယ်ဖားဘွားလေးပေါ်လာရင်ဒါဟာဒေါသဖယ်လိုက်ဟုတ်ပြီလားအဖယ်နီးကတော့ဘုန်းကြီးတို့ကပရိစ္ဆသမုပ္ပါဒ်သင်တန်းပေးနေတော့ပရိစ္ဆသမုပ္ပါဒ်နီးလေးနဲ့ပဲဒုယောဂီတို့ကိုဖယ်ပေးခဲ့တာပေါ့အဲ့ဒီတော့ရှင်ကုမာရကတ္တပလည်းထိုနည်းတူစွာပဲဖယ်မှာပါပဲအဲ့တော့သူဖယ်လို့ပယ်သွားပြီတို့ဖယ်လို့လည်းပယ်သွားပြီဟုတ်ပြီလားဖားဘွားလေးမရှိတော့ဘူးလို့ဆိုခဲ့ရင်ဘာလုပ်ရမလဲဆက်တူဘာလုပ်ရမလဲဆက်တူးတဲ့ခါကျတော့တခြားတွေ့သလားလမ်းနှမွာတွေ့သလားဒီတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကအဲ့ဒီလမ်းနှမွာကိုလည်းတခြားလုပ်ရမှာလားဖယ်ပလိုက်ရမှာလားလမ်းနှမွာဆိုတာဟာတယောဂီတို့ဘာပြောတာလဲမေးရင်ဝီဇိကိစ္စဆိုတဲ့ကိလေသာဘာပါလဲအိုး
ဆရာပုံနာအဲ့ဒီမှာလမ်းနှမွားတွေ့နေပြီလို့တပည့်ပညာရှိကမပြောဘူးလားပြောတဲ့အခါကျတော့ဆရာပုံနာကအဲ့ဒီလမ်းနှမွားကိုလည်းပဲဂယုမဆိုင်နဲ့ဖယ်ပြစ်လိုက်ဟုတ်ပြီလားဒီဆိုရင်တယောဂီတို့ဦးဇင်းတို့ဒီလည်းပဲအဲ့ဒီလမ်းနှမွားဖြစ်တဲ့ဝီစည်းကိစ္စဟာကိုစီရှိမနေပါဘူးလားရှိပါပါဘုရားအပေါ်မှာလည်းပဲတို့တန်တရားရှိတယ်ရှိလားမရှိဘူးလားရှိလို့ခင်ဗျားတို့ဟိုဟာတွေတရားတွေတင်တာပေါ့ဒါခဏခဏပြောလို့ကျိုးလည်းအားနာလာပြီဟုတ်ကဲ့လားဟင်ဖះအပေါ်မှာလည်းပဲတန်တရားရှိတယ်ရှိလို့ဒါလျင်ဟုတ်ကဲ့လားဖះစင်ဘေးမှာဟိုတွဲလောင်းလေးတွေဒီကုံရိုးတုပ်လေးတွေထားတာအဲ့ဒါဟာဘာလဲလို့မေးရင်ဝီစည်းကိစ္စဘာလဲဝီစည်းကိစ္စဆိုတာတခြားလားတန်တရားလားဘယ်လမ်းမှန်တယ်လို့မသိဘူးဖြစ်နေတာခင်ဗျားတို့ကဣသတကေပါတုပိတံဗုဒ္ဓံတဏ္ဏံကိစ္ဆာမိပါဘုရားလို့ဘုရားရှင်ရှိမှဘယ်လိုပဲရှိခိုးပြီးတော့အဲ့ဒီဒူးတော်ပေါင်ကားကလည်းဘေးကမဖြုတ်ဘူးဟိုတိုးလို့တွဲလောင်းကလည်းပဲမဖြုတ်ဘူးဒါမျိုးတွေမရှိဘူးလားအဲ့ဒါတခြားလားဝီစည်းကိစ္စလားနံပါတ်1မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကမှားနေတဲ့အယူမှားဒိဋ္ဌိနဲ့ဟုတ်ပြီလားအဲ့ဒီလိုတန်တရားဖြစ်နေတဲ့ဝီစည်းကိစ္စကိုဘာဖြစ်လို့အရင်ပယ်ခိုင်းရတာလဲဆိုတော့အဲ့ဒီနှစ်ခုပယ်ရင်တခြားဖြစ်မှာလားသောတာပန်ဖြစ်မှာလားအင်မတန်ဆိုးတဲ့ကိလေသာတွေမလို့သူ့နှစ်ခုအရင်ပယ်ခိုင်းရတာကိလေသာ10ပါး14ပါး1500ထဲမှာအဲ့ဒီနှစ်ပါးကိုပယ်နိုင်ရင်မင်းတို့ကငါသောတာပန်စုကြီးချီးမြှင့်မယ်ဒီလိုမဟုတ်လားခင်ဗျားတို့ကလည်းသောတာပန်ဖြစ်ချင်တာပဲမဟုတ်လားဖြစ်ချင်ရင်ပယ်တော့ဗောသဘောကျရဲ့လားကိလေသာ10ပါး14ပါး1500ထဲမှာအရေးတကြီးဟုတ်ပြီလားဒီတပါးလေးကိုအရင်ပယ်ခိုင်းတာအဲ့ဒါဘလောက်အရေးကြီးလို့လဲလို့ယောဂီတို့တွက်ကြည့်စမ်းဒီဒိဋ္ဌိရှိနေရင်ရှေ့ဆက်သွားလို့မရဘူးဝီစည်းကိစ္စရှိနေရင်လမ်းမရောက်တော့ဘူးကိုလိုဒီလိုဟုတ်ကဲ့လားဒီလိုဖြစ်နေမှာစိုးလို့အဲ့လောက်များလာတဲ့ကိလေသာတွေတဲကနေပြီးတော့ကအဲ့ဒီဒိဋ္ဌိနဲ့ဝီစည်းကိစ္စကိုမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကအရင်ပယ်ခိုင်းတာဟုတ်ပြီလားအရင်ပယ်ခိုင်းလိုက်တဲ့အခါကျတော့ယောဂီတို့အဲ့ဒါမင်းတို့ဒီနှစ်ခုကိုပယ်နိုင်ရင်ပထမမဲ့ပေးမယ်လို့ဘုရားကမပြောဘူးလားပြောပါဗျာခင်ဗျားတို့လည်းလိုချင်နေဆိုလိုချင်လှုပ်လေလိုချင်ဘာလုပ်ကမလဲလိုချင်ဘာလုပ်ကမလဲပယ်ကြပါဟုတ်ကဲ့လားအရေးကြီးလို့ဘုရားကပယ်ခိုင်းတာပါတို့ဘုရားဟာယောဂီတို့ရေမဟာကရုဏာရှင်ကြီးပါယောဂီတို့ဦးဇင်းတို့အကျိုးမဲ့အလုပ်ကိုလုံးဝလုပ်မှာမဟုတ်ပါဘူးလုပ်ပါမလားယောဂီတို့ဦးဇင်းတို့ချမ်းသာမဲ့အကြောင်းဟုတ်ကဲ့လားตาယာမဲ့အကြောင်းကိုသာလျင်မြတ်စွာဘုရားသခင်ကိုရမကြီးကဟောခဲ့ပြောခဲ့တာပါယောဂီတို့ဦးဇင်းတို့ဒုက္ခရောက်မဲ့အရေးတို့ဘုရားမပြောခဲ့ပါဘူးယုံစမ်းပါဟုတ်ကဲ့လားဖယ်ခိုင်းနေဆိုတာဟာတို့ယောဂီတို့ဘုန်းကြီးကဖယ်ခိုင်းတာလားဘုရားကဖယ်ခိုင်းတာလားအဲ့ဒီအယူမဒိဋ္ဌိနဲ့အဲ့ဒီလမ်းနှမွာဖြစ်တဲ့တန်တရဝီစည်းကိစ္စနဲ့ကိုယ်ကအရင်ဖယ်လိုက်ဒါမဖယ်ရင်မင်းတို့ဝိပဿနာလုပ်လို့မရတော့ဘူးဟုတ်ကဲ့လားဒါကြောင့်ဒီနှစ်ခုဖယ်လိုက်တဲ့နေ့သောတာပန်ဖြစ်တဲ့နေ့ပဲကိုဒီတော့တယောဂီတို့ဦးဇင်းတို့မှာကဒီလမ်းနှမွာရှိနေတယ်ဒီလမ်းလိုက်ရမှာလို့ဟိုလမ်းလိုက်ရမှာလို့ဘုရားပဲယုံရမှာလို့သူတို့ပဲယုံရမှာလို့ဟုတ်ကဲ့လားဒီကြားထဲမှာစိတ်ကူးရင်ဝိတုဆန်ဆန်နဲ့တယောဂီတို့ရေဖန်တီးထားခဲ့တာဘုန်းကြီးတို့ကတော့အသက်ကသိမရှိသေးတော့ဒီလိုပဲထင်တာပဲဟုတ်ကဲ့လားဒီအုံသီးကြီးအပေါ်ကိုရောက်နေရတဲ့ကိစ္စဘုန်းကြီးစဉ်းစားကြည့်တာပါဟုတ်ကဲ့လားနောက်တော့ဘုန်းကြီးလိုက်ပြီးစုံစမ်းကြည့်တဲ့အခါကျတော့ဒီနတ်နှစ်ပါးကသူကမီးနဲ့ရှို့ပြီးသေတဲ့ကောင်တွေတဲ့မီးနဲ့ရှို့တာတဲ့ဒီမောင်နှမနှစ်ယောက်ကိုလေဟုတ်ကဲ့လားရှို့တဲ့အခါကျတော့ပူလို့တဲ့ဒီအုံသီးဆွဲပေးထားတာလေအောင်မှာသူတို့ကကြမ်းမှန်ဗျာဟိုမှာနတ်ဖြစ်လို့နတ်ဖြစ်တယ်ပဲထားပါတော့ဗျာကဲဖြစ်နေပြီအစိမ့်သိရင်ဖြစ်နေပြီအစိမ့်ဖြစ်နေပြီဖြစ်နေတာကိုသူကဘာဖြစ်လို့ဒီအုံသီးကြီးဆွဲတာလဲဆိုတော့ဒီအုံသီးရင်နဲ့ဆေးမှအေးမှမလို့တဲ့ဟုတ်ကဲ့လားတခါနဲ့တယောဂီတို့ရှေ့ကလိုက်ကာလေးနဲ့ဆွဲမထားဘူးလားမီးမြင်ရင်သူတို့ကမုန်းနေတဲ့ဟုတ်ကဲ့လားမီးမြင်ရင်မုန်းရင်မီးလောင်ရင်ဒင်းပြေးပေါ့တခါနဲ့ခေါင်းမောင်းလည်းမထားဘူးကတော့တချမ်းဆောင်ကြီးလောင်တာတွေအများကြီးတွေ့ဘူးလေဟိုမှာမီးလောင်တဲ့အိမ်တွေမှာဟုတ်ကဲ့လားတလောက်မီးကြောက်နေတာပဲဗျာဟုတ်ကဲ့တယ်မလားဟိုမှာတအိမ်လုံးမီးလောင်နေပါပြီဆိုမှတော့သူ့လည်းခင်ဗျားတို့သတိရသေးလားမရတော့ဘူးလေကိုပစ္စည်းကိုဆွဲနေတော့ဒီအချိန်မှာခင်ဗျားတို့လိုက်ကလည်းသတိမရတော့ဘူးခေါင်းမောင်းလည်းသတိမရတော့ तू ကငို့တို့ကြီးနေဟာငါခေါ်အောင်ဟုတ်ကဲ့လားငါခေါ်အောင်ဆိုလဲသူ့ရဲ့အရေးကြီးတဲ့ငွေတွေရွှေတွေကရှိတယ်သားတွေတပီးတွေကရှိတော့သူ့မခေါ်နိုင်တော့ဒီမှာငုတ်တုတ်အလောင်းခံရတာပဲ
ပြေပေါ်ဗျာသူလည်းမီးကြောက်တဲ့လူပဲဟုတ်ကဲ့လားနောက်ပြီးတယောဂီတို့ရေဟိုမှာအိမ်မှာကိစ္စတစ်ခုပေါ်ပြီးအတုပတစ်ခုဖြစ်ပြီးဆိုရင်ဟောသူကအလိုလိုအောက်ရောက်သွားတယ်ခင်ဗျားတို့ရိုးသေးရင်အောက်မပို့နဲ့လေဟုတ်တယ်မလားကိုယ်အိမ်ကရှိတဲ့လူသေးတာပဲသူပြောလက်ခံမှာပေါ့နေကိုယ်အိမ်ကလူဒီပြလူမဟုတ်ဘူးလက်ခံလိုက်ဟုတ်တယ်မလားအဲ့တော့တယောဂီတို့ကကြည်သားခင်ဗျားတို့ပဲလာပါအောင်ဆန်းပြန်မအောင်ဆန်းဖြစ်နေပြီရိုးသေးတော့လည်းဒီမော်တင်ထားတယ်အာတုပဖြစ်တော့အရေးကြီးတာကအာတုပကအရေးကြီးတယ်ဟုတ်တယ်မလားသူအရေးမကြီးတော့ဘူးအရေးမကြီးတော့သွားမင်းချန်စီရတော့ဟာဟောမှာခေါင်းမောင်းတွေမှာချေပြီးခါတဲ့မိုးရနေဘူးမှာသွားပြီးဒုက္ခရောက်တယ်ဟုတ်ကဲ့လား9ရက်ကျော်မှတစ်ခါပြန်ပြီးသူတတိယပြန်ဟောဟာတတိယတော့အတင်းသွားပြီးတော့အုံသီးလေးအစ်စ်လေးပြန်လာတော့တခါခေါင်းမောင်းအစ်စ်လေးနဲ့သူကစိန်ချိန်ကြနေပြန်ဟောရက်တောင်နေပါလေနဲ့လှုပ်ချင်တယ်လို့ခင်ဗျားတို့လှုပ်နေတာဟုတ်ကဲ့လားအမှန်လားကိုမွေခံမဲနဲ့လှုပ်ချင်တယ်လို့လှုပ်နေတာအဲ့ဒီတော့ဒီနတ်ကစိတ်မဆိုးပဲနေမလားသူ့အပေါ်ထားလိုက်အောက်ပို့လိုက်ဟုတ်တယ်မလားပြီးတော့တတိယမှာသွားပြန်ယူလိုက်ဒီတော့တယောဂီတို့ရေအဲ့ဒီအယူဝါဒတွေဟာဟုတ်ကဲ့လားဒိဋ္ဌိတွေဘာတွေလဲအဲ့ဒီဒိဋ္ဌိရှိနေတဲ့သူကိုနိဗ္ဗာန်ကလက်မခံဘူးနော်ဟုတ်ပြီလားအခုဒါကရောလို့ပြောတာပါတို့ကလည်းအာနာလာပြီးပြောရတာလို့ဟုတ်ကဲ့လားမနေ့လဲဒီစကားညနေလဲဒီစကားညကြတော့လဲပြောရင်နဲ့ပြောရတဲ့သူတော်တော်အာနာလာပြီဟုတ်ကဲ့လားအတ္တလေးမရှိရင်သောတာပန်ဖြစ်မှာဆိုလို့ချော့ကားတလီ6ခါတစ်မျိုးဟုတ်ကဲ့လားတောင်းပန်ပြီးတော့တသွဲမှန်ပြီးတော့တဖုံဟုတ်ကဲ့လားပုံစံလေးဘယ်လိုပင်ပြောစကန်းကထွက်လို့ဟိုနာရောက်သွားရင်ဟက်ကောင်မလုံနဲ့သူကကတုံးကြီးငါတို့မှာကသားဒီသမီးတွေရှိသေးတယ်ဒီလိုမလားဘူးလားအဲ့ဒါလို့အမောဆို့အောင်တော့မလုပ်ပါနဲ့ဗျာဟုတ်ကဲ့လားအဲ့ဒီတော့ဒီနှစ်ခုမရှိဘူးလို့ဆိုခဲ့ရင်ဒီမှာမြတ်စွာဘုရားကအရေးကြီးလို့ဒီနှစ်ခုကိုအရင်ပယ်ခိုင်းတာဗျာအခုဒီမှာတယောဂီတို့လမ်းနှမွာထွက်နေပြီအဲ့ဒီလမ်းနှမွာတခြားလားဝီစည်းကိစ္စလားအေးအဲ့ဒီဝီစည်းကိစ္စတန်တရားကိုတခြားလို့မလားပယ်ရမှာလားဟဲ့အဲ့ဒီပယ်တယ်ဆိုတဲ့အချိန်မှာလဲယောဂီတို့ဦးဇင်းတို့ဘုရားပေါ်မှာလဲတန်တရားရှိတရားပေါ်မှာလဲတန်တရားရှိတန်ဃာပေါ်မှာလဲတန်တရားရှိတာတွေ့သည်တို့ယောဂီတို့ရေဖြောင့်မတ်တဲ့တမာဒိဋ္ဌိတရားကလေးနဲ့သူ့ကိုပယ်လိုက်ပါဟုတ်ကဲ့လားနောက်တကခန္ဓာအပေါ်မှာလဲပဲတန်တရားရှိပြန်တယ်မရှိဘူးလားငါတို့ခန္ဓာကြီးကမြောက်ကဆင်းသက်လာတယ်လို့ဟိုကောင်တွေကပြောတယ်ဟုတ်လားမသိဘူးဟုတ်ကဲ့လားတကုရှင်တွေကဖန်ဆင်းတယ်လို့ပြောတယ်ဟုတ်သလားမသိဘူးမြမကြီးတွေကဖန်ဆင်းတယ်လို့ပြောတယ်ဟုတ်သလားမသိဘူးဆိုပြီးတော့လဲလမ်းနှမွာဖြစ်မနေပြန်ဘူးလားဝီစည်းကိစ္စဖြစ်မနေပြန်ဘူးလားကဲဖြစ်နေပြီလို့ဆိုခဲ့ရင်အကြောင်းအကျိုးနားလည်ရင်ဝီစည်းကိစ္စပယ်စမြဲပဲအဝိဇ္ဇာဆိုတာဟာဘာမသိတဲ့တရားတော်သစ္စာမသိတဲ့အဝိဇ္ဇာရှိရင်တခြားကိုအာထုတ်သလားသင်္ခါရတွေကိုအာထုတ်သလားသင်္ခါရတွေကိုအာထုတ်လိုက်တော့တယောဂီတို့ဥစဉ်တို့တခြားအကျိုးပေးလိုက်သလားခန္ဓာကြီးအကျိုးပေးလိုက်သလားသဘောကျတယ်နော်ဟိုလွန်လေပြီးသောအတိတ်ကာလကအတိတ်အကြောင်းတလွာအဖြစ်နဲ့အဝိဇ္ဇာသင်္ခါရတွေကိုအာထုတ်ခဲ့လို့နံပါတ်1အကွယ်ဟုတ်ပြီလားဟိုလွန်လေပြီးသောအတိတ်ကာလကအတိတ်အကြောင်းတလွာအဖြစ်နဲ့အဝိဇ္ဇာသင်္ခါရတွေကိုအာထုတ်ခဲ့လို့ယခုပြစ္ဆုတ်ပံကာလမှာဘယ်ကွက်လဲယခုပြစ္ဆုတ်ပံကာလမှာဘယ်ကွက်တော့ဟေ့အေးဝိညာဏ်နာယောသလယရဏဖာသာဝေဒနာလို့ဆိုတဲ့အင်္ဂါ၅ခုရှိတဲ့ခန္ဓာ၅ပါးကြီးယခုဘုန်းကြီးတို့ယောဂီတို့ကိုယ်စီရှားထားကြပါပြီရှားလားမရဘူးလားဟဲ့ရှားထားလိုက်ပြီဆိုတော့တို့ယောဂီတို့အဲ့ဒီခန္ဓာ၅ပါးကြီးကအလိုလိုရလာတာလားအကြောင်းတရားကြောင့်ပေါ်လာတာလားအကြောင်းတရားကတခြားလားအဝိဇ္ဇာပစ္စယသင်္ခါရလားအဝိဇ္ဇာပစ္စယသင်္ခါရကြောင့်တခြားပေါ်လာတာလားခန္ဓာကြီးပေါ်လာတာလားဒါဆိုရင်ခန္ဓာကြီးရဲ့အကြောင်းရင်းလက်တွေကိုပြောပါလို့ဆိုခဲ့ရင်အဝိဇ္ဇာပစ္စယသင်္ခါရဘာတူတဲ့ဘယ်သူလဲအဝိဇ္ဇာတခြားလားမောဟလားပုဂ္ဂိုလ်တ attva လားမောဟလားယောက်ျားမိန်းမလားမောဟလားတခြားလားဓမ္မလားသင်္ခါရကတခြားလားစေတနာလားပုဂ္ဂိုလ်တ attva လားစေတနာလားယောက်ျားမိန်းမလားစေတနာလားဒါဆိုရင်စေတနာကတခြားလားဓမ္မလား
ဓမ္မတွေကြောင်းကျိုးဆက်လို့ပေါ်လာတဲ့ဝိညာဏယုတ်တလယရဏဖတ်တဝေဒနာအင်္ဂါ၅ခုဟာကောပဲတခြားလားသဘောလေးပဲလားအဲ့ဒီ၅ပါးသောခန္ဓာသဘောခန္ဓာအဲ့ဒီသဘောခန္ဓာဟာအတိတ်သဘောကြောင့်ရခဲ့တာအကြောင်းသဘောကြောင့်အကျိုးသဘောပေါ်တာအကြောင်းတရားကြောင့်အကျိုးတရားပေါ်တာအကြောင်းဓမ္မကြောင့်အကျိုးဓမ္မပေါ်တာဟုတ်ပြီလားဒါဆိုရင်အခုဦးဇင်းတို့ယောဂီတို့ရထားတဲ့ခန္ဓာ၅ပါးယုံနာ၅ပါးကြီးတွေအလိုလိုပေါ်လာတာလားအကြောင်းတရားကြောင့်ဖြစ်လာတာအကြောင်းတရားကတခြားလားဝိဇ္ဇာပစ္စယသင်္ခါရလားဒါဆိုရင်ဝိဇ္ဇာပစ္စယသင်္ခါရကဘသူကိုဖြစ်စေတာလဲခန္ဓာ၅ပါးကိုခန္ဓာ၅ပါးရဲ့အကြောင်းရင်းလက်တဲ့ဟာဘသူလဲအဝိဇ္ဇာပစ္စယသင်္ခါရရှင်းရင်လားသဘောကောကြလားကြားပြီလို့ဆိုရင်တယောဂီတို့မေးခွန်းလေးတွေမေးမယ်ဟုတ်ပြီလားအဲ့ဒီတော့တယောဂီတို့အဲ့ဒီမှာဝိညာဏယုတ်တလယရဏဖတ်တဝေဒနာဆိုတဲ့အင်္ဂါ၅ခုရှိတဲ့ခန္ဓာ၅ပါးကြီးသည်တယောဂီတို့ကြီးအလိုလိုဖြစ်လာတာလားအဝိဇ္ဇာပစ္စယသင်္ခါရကဖြစ်စေတာလားယောဂီတို့ဥစဉ်တို့အခုရထားတဲ့ခန္ဓာ၅ပါးယုံနာ၅ပါးကြီးသည်ဗြဟ္မာကြီးတွေကဖန်ဆင်းလိုက်တာလားအဝိဇ္ဇာပစ္စယသင်္ခါရကဖြစ်စေတာလားယောဂီတို့ဥစဉ်တို့အခုရထားတဲ့အဲ့ဒီခန္ဓာ၅ပါးယုံနာ၅ပါးကြီးသည်တကုရှင်တွေကဖန်ဆင်းလိုက်တာလားအဝိဇ္ဇာပစ္စယသင်္ခါရကဖြစ်စေတာလားအဝိဇ္ဇာပစ္စယသင်္ခါရကဖြစ်စေတာတခြားလားခန္ဓာ၅ပါးလားခန္ဓာ၅ပါးကြီးရဲ့အကြောင်းရင်းလက်တဲ့ဟာတခြားလားဝိဇ္ဇာပစ္စယသင်္ခါရလားဒါဆိုရင်ယောဂီတို့ဥစဉ်တို့ခန္ဓာအပေါ်ရဲ့အကြောင်းကိုတခြားလားဉာဏ်ရှင်းသွားသလားခန္ဓာရဲ့ဖြစ်ကြောင်းအပေါ်မှာဉာဏ်မရှင်းသွားဘူးလားတကုရှင်လည်းမဟုတ်ဘူးမြမကြီးလည်းမဟုတ်ဘူးသူ့လိုလိုပေါ်လာလည်းမဟုတ်ဘူးမြောက်ကဆင်းသက်လာလည်းမဟုတ်ဘူးအဝိဇ္ဇာပစ္စယသင်္ခါရကြောင့်ဖြစ်တာလို့မြတ်ဗုဒ္ဓကတယောဂီတို့ကိုအကြောင်းကိုထိုးမပြဘူးလားထိုးပြတော့ဖြစ်ကြောင်းအပေါ်မှာတခြားဖြစ်သွားသလားဉာဏ်ရှင်းသွားသလားခန္ဓာရဲ့ဖြစ်ကြောင်းအပေါ်မှာတို့ယောဂီတို့ဉာဏ်ရှင်းသွားရင်တို့ယောဂီတို့ရဲ့ယင်ထဲမှာရှိနေတဲ့သန္တရဆိုတဲ့ဝိဇိကိစ္စကွာကြသွားတယ်ဝိဇိကိစ္စရှိသေးလားရှိပါဘူးဗျာတန်တရားရှိသေးလားရှိပါဘူးမရှိတော့ဘူးလေကိုတို့ကတော့မြောက်ကလူဟုတ်ကလားအာတာနဲ့အေဝါကလူဟိုအဖေနဲ့အမေနဲ့ရှိလို့ဖြစ်လာတာလူဗြဟ္မာကြီးကဖန်ဆင်းတယ်လို့ရှိခဲ့တယ်အခုအကြောင်းအကျိုးကိုနားလည်လိုက်တော့အကောင်းဆုံးကိုသဘောပေါက်ပြီးတော့ကခန္ဓာဖြစ်ကြောင်းမှာတို့ဉာဏ်ရှင်းမသွားဘူးလားဟိဉာဏ်ရှင်းသွားတော့အဲ့ဒီမှာဝိဇိကိစ္စဆိုတဲ့ကိလေသာကြီးသေပေါ်တို့ရင်ထဲမှာတန်တရားရှိသေးလားတို့ရင်ထဲမှာဝိဇိကိစ္စရှိသေးလားမရှိတော့ဘူးဆိုရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကจิตတကုမာရကတ္တပအဲ့ဒီလမ်းနှမွားကိုဂယုမဆိုင်နဲ့ဖယ်ပလိုက်ဟုတ်ပြီလားဒီတော့ယောဂီတို့ဥစဉ်တို့လည်းပဲဒီလမ်းနှမွားကိုဂယုဆိုင်စရာလိုသေးလားအမှန်ကိုသိပြီဘာကိုသိပြီလဲအမှန်ဟာတခြားလားသစ္စာလားသစ္စာကိုသိတာဒီလမ်းနှမွားမကြည့်တော့ဘူးဟေ့ဟုတ်ပြီလားအမှန်ကတို့သိနေပြီဆိုတော့ဒီလမ်းနှမွားကိုတို့ဖယ်လိုက်ပြီရှင်ကုမာရကတ္တပလည်းဘာလုပ်လိုက်ပြီလဲယောဂီတို့ဥစဉ်တို့လည်းဘာလုပ်လိုက်ပြီလဲဖယ်လိုက်ပြီဟုတ်ပြီလားဖယ်လိုက်ပြီလို့ဆိုတဲ့အခါကျတော့ဒီတောင်ပူကြီးကိုဆရာပုံနာကတခြားလောက်တာလားဆက်တူးခိုင်းသေးတာလားဆက်တူးခိုင်းတော့ကဲကြည်အောင်ဘာထွက်လာမှာတဲ့လဲစပ်ပြာရေစီကြီးထွက်လာအောင်ပါတဲ့ဘာကြီးထွက်လာမှာလဲအေးစက်ပြရေစီကြီးထွက်လာမှာကတော့မနဲ့ဖန်ကြမှာဆက်ပြီးရှင်းရပါလိမ့်မယ်သူကအဲ့ဒီစက်ပြရေစီကြီးက9ခုတောင်ဆိုတော့တော်တော်ရှင်းရမယ်ဟုတ်ကဲ့လားဒါကြောင့်ဒီကနေ့တော့တို့ယောဂီတို့မေကွန်း2ခုပြီးသွားတယ်နော်ဘယ်မေကွန်းနဲ့ဘယ်မေကွန်းလဲနံပါတ်9နဲ့နံပါတ်10ဘယ်မေကွန်းနဲ့ဘယ်မေကွန်းလဲခုံတက်ကြွမြေကောတာမူဖားဘွားဟူပြီးရှင်းသွားပြီဟုတ်ကဲ့လားယုံမရှိသာဝီဇိကိစ္စလမ်းနမွာဒီရှင်းသွားပြီနော်ရှင်းသွားတယ်ဆိုတာတယောဂီတို့ဖယ်တတ်တဲ့နီးပါပါတယ်နော်ကျင့်ဖို့နီးပါပါတယ်နော်ပုံမြင်လေးတပုတ်လို့ဘုန်းကြီးဟောနေတာမဟုတ်ဘူးနော်တယောဂီတို့ကျင့်ဖို့ကြံဖို့ပါတခါတည်းရှာဖွေပြီးတော့စူဆောင်းပေးခဲ့တာဟိုအဝိဇ္ဇာကစလို့တယောဂီတို့အဲ့ဒီမှာမြတ်ကောတာဖားဘွားဝီဇိကိစ္စအကုန်လုံးကျင့်စရာကြံစရာတွေပါပါသည်ဖဲတယ်ဆိုတာလက်နဲ့ကောက်ဖယ်လို့ရပါမလားတခြားနဲ့ဖယ်ရမလားဉာဏ်နဲ့ဖယ်ရမှာလားတခြားဉာဏ်နဲ့လားဝိပဿနာဉာဏ်နဲ့လားဟိအေးအဲ့ဒီလိုဝိပဿနာဉာဏ်နဲ့ရှင်ကုမာရကတ္တပလည်းဖယ်ခဲ့ပါသည်
ရှင်ကုမာရကတ္တပဖယ်တယ်လို့ယောဂီတို့ဥစဉ်တို့လည်းပဲအဲ့ဒီဝိပဿနာဉာဏ်နဲ့ဖယ်မယ်လို့ဆိုခဲ့ရင်ရှင်ကုမာရကတ္တပအလိုရှိတဲ့ရောက်သွားတဲ့ယဟန္တာဖြစ်သွားတယ်လို့ဆိုတော့ယောဂီတို့ဥစဉ်တို့ဒီလည်းပဲအလိုရှိအပ်တဲ့မဲ့ဖို့နိဗ္ဗာန်ကိုရမှာလားမရဘူးလားဟေးအေးရကြပါစေလို့နာလဲနာနိုင်ပြီကျင်လဲကျင်နိုင်ပြီကဤဝံပိကတုတ်တန်ကြီးကိုကြကြနတ်နသဘောပေါက်၍တို့ယောဂီတို့နာလဲနာနိုင်ပါစေအဲ့ဒီအလိုရှိတဲ့နိဗ္ဗာန်ကိုလည်းပဲရနိုင်ပါစေလို့ဆုတောင်းရင်းနဲ့ကဲအချိန်လဲစီပြီမို့တာဓု၃ချိန်ခေါ်တော်ကြအောင်စို့